အသက်20ဝန်းကျင်လောက်ရှိတဲ့ကောင်လေးတယောက်လူငယ်တို့ပါသားပါဝသူ့ရဲ့ကိုယ်ပိုင်အခန်းလေးထဲမှာအာသာဖြေနေတော့တယ်ဟဲ့ငါမှလည်းတနေ့မင်းကိုအလုပ်ကျွေးပြရတာလဲတလုပ်သိလားကြောင်မှလည်းခဏခဏနှွေးတယ်အိမ်မှာပဲမင်းကိုအဝကျွေးထားရင်လေကွာသူဟာကိုလုံးချက်ပြက်ကရင်ုံမီကကျမ်းမြင်မှာထိုင်းနေရင်မှကရင်မိုးဟာတီချူပူကိုလှမ်းဆွဲလိုက်ကပေချန်နေတဲ့ကျမ်းမြင်နဲ့လက်ခွာကြားတွေကိုတန့်စင်လုံနေတယ်အဲ့ဒီအချိန်မှာပဲသူ့ကိုစိတ်ပြက်စေတဲ့တကားခောက်တန်တောက်ချက်ကိုသူကြားလိုက်ရတယ်ဟဲ့ဂုံတနာဆိုတဲ့အကောင်သိနေတော့လားဖင်းနေတော့စက်သေးကိုတုံးနေနေရဖင်ထိုးနေပြီတင်းကမထသေးဘူးနိုးပြီဒေါ်လေးရေနိုးပြီသူ့အပေါ်ဆိုနိုင်ထက်စီနေရှိတဲ့ဒေါ်လေးဖြစ်သူရဲ့မိသားစုနဲ့သူနေရတဲ့ဖြစ်ပြီးတကုတ်ကုဆိုအဆူအငေါအမြဲခံရတာကြောင့်ဒီအိမ်ကြီးကနေရုံထွက်ခြင်းနဲ့တို့ပင်မဲ့ထုတ်ခဲ့သူခြေလမ်းမျိုးလှမ်းဖို့သူ့မှာခွန်အားမရှိပါအောင်ဤကတီးခတ်နေရတယ်ကျုပ်ကမင်းမဘောပင်ပါသေးလားငါဘောပင်မှင်ကုန်သွားလို့ကွာဟောခဏကြားအတူတက်ရတဲ့ဂုဏနာနဲ့ကျုပ်ကတော့4-5-6နှစ်လောက်အတူပေါင်းသင်းလာပြီးဖြစ်တာကြောင့်တအုံးနဲ့တအုံးညီရဲ့ကိုတွေထက်ကိုခင်မင်နေကြတယ်ဂုဏနာဆိုသူမှာစပင်ပုံစံကရက်ွက်တွေကအပေတေဒီဇိုင်းမျိုးနဲ့ပဲကြည်ရတာလူချစ်ပုံစံဖြစ်နေတယ်ရုပ်ရည်ဆိုရင်တော့ခက်သက်တန်အနေအထားမျိုးရှိနေတောင်းဖြောင်နဲ့ယောက်ျားပိသားတယ်သူ့မှာအပေါင်းဖော်ဆိုလို့မျက်မှန်ထူထူကြီးကိုတတ်ထားရတဲ့ကျုပ်ကပဲရှိတယ်ရော့အချိန်ပြောင်းကနေမှကုန်းနေကျုပ်ကထူထူပြောနေတဲ့အခါဂုံတနာတယောက်ရှေ့မှာဆရာမသိအောင်ကျုပ်ကနဲ့ဘေးချင်းကပ်လိုက်ကအေးဟုတ်တာငါမရေးတော့ဘူးပြီးမှပဲမင်းစီကဟိုထားဆရာသမားငါစီကနေကူးမယ်ဆိုပြီးငါ့ကိုစာအုပ်ထိုးပြီးကူရေးခိုင်းအောင်မလို့လားငါမှပေါ်တာဆိုလို့မင်းမရှိတာလေကျုပ်ကရမရဘူးဘိုကေတရပဲစားမယ်နှစ်ခါမရဘူးစိတ်ဖဲကွာဟဲကောင်ကျိုးချင်းလက်ခွမ်းကိုဂျိုကြီးပါလားsorry ပါကွာအတန်းနာချိန်မှာကျောင်းသားလူငယ်တို့တဘာဝပြီးမိန်းကလေးတွေလိုက်ငံရင်ကြည်ရင်နဲ့ဂျူကာနဲ့ဂုဏနာတို့နှစ်ယောက်စလုံးသုံးထပ်ဆောင်အရှိကြီးရဲ့ဝရန္တာဘတ်တွင်ရှမ်းနေမိကြတယ်ထို့စင်မှာပဲမိန်းကလေးချော့ဆိုမျက်လုံးနဲ့အလိုလိုဝင်လာတတ်တဲ့ဂုဏနာတယောက်ကျောင်းဘဝကိုငေရင်တတ်တော်ဆောင်နေအပြည့်နဲ့အကောင်စာကားနှစ်ယောက်ကြီးရဲ့ဘေးမှာရှက်နေတဲ့အရှမ်းလာတဲ့အမျိုးသမီးကိုမြင်လိုက်တယ်ဟေ့ဟောကြည်စမ်းဘာလဲကွဟိုမှာလေဟိုအဝမှာရှက်နေတဲ့သူ့ရောက်မယ်လေဂုဏနာရဲ့နောက်စေးကိုကျုပ်ကပိတ်အုပ်ချလိုက်တယ်မင်းကြီးတော်ကိုသူ့ရောက်မယ်ပါလားအဲ့ဒါကျောင်းတက်တာတွေကတယောက်အရန်ချမ်းသာမယ်ထင်တယ်ကွချမ်းသာတယ်ဘေးမှာရောတွေ့လားအဲ့ဒါသူ့မောင်လေးစိတ်ဝင်စားတယ်ကွာမင်းဟာယောက်ျားချင်းကြီးရွှန်ရှာသောအကြည့်မျိုးနဲ့ကြည့်နေတဲ့ကျုပ်ကဂုဏနာမျက်စောင်းဖြင့်တစ်ချက်ကြည့်ရင်ခေါက်စားမှာမင်းအတွေ့ဆိုချင်းငါပြောတာအဲ့မမကိုပြောတာကွပြုံးဆဆမျက်နှာနဲ့မှုရတယ်လို့ဖြစ်နေတဲ့ဂုဏနာကိုကျုပ်ကလည်းလက်ပတ်ရွေကြည့်နေပြီးဂုဏနာကတော့သူ့ကိုမျက်စတစ်ချက်ပြစ်ပြလိုက်တယ်တခုခုကိုမေးတော့မိဟာပင်နာမီလေးကဘာလဲလဲစိတ်ကုန်နေတဲ့ပုံစံမျိုးဖြင့်မျက်ဝန်းအိမ်ကိုအပေါ်ကတ်သွားအောင်ကြည့်ရင်တပြင်းတစ်ချက်ချလိုက်ခါခတ်ပြီးမင်းနေတော့ဒေါ်မြေမခါတဲ့ဝါပေးစွလို့လေလှသားပဲအသက်ကရောမနစ်ကဒိုင်ရတာကိုရေးမှတ်တမ်းတော့က34နှစ်ဆိုတော့အခုတော့35ပေါ့ကွာဟိုက်ဒါဆိုငယ်သေးတာပဲမင်းရဲ့ဒေါ်မြေမခါဆိုတဲ့အခေါ်အဝေါ်ကြီးကိုပြင်လိုက်ငါမမကနှုတ်ပြပြီးလှနေတော့မမကွမမကျုပ်ကကြည်စံဒီတိုက်ကြီးဒီကောင်ကတော့ကွာအလန့်တစ်ထိတ်နဲ့ကျောင်းမှာအပြန်လာမမြင်နဲ့ဟိနေတဲ့တိုက်ကြီးကိုဂုဏနာကြည့်ရင်ပြောနေခြင်းဖြစ်တယ်သူ့ရဲ့မျက်လုံးတွေဟာထိုတိုက်ကြီးကိုကြည့်ရင်အဆောင်လန့်နေတယ်ဒါမျိုးတိုင်မျိုးနဲ့နေရရင်ကောင်းမယ်ဟုသောစိတ်ကူးရင်မှုကြီးဝင်လာတော့တယ်ဂုဏနာမင်းငေးလို့ဝါပြီလားအေးဝါပြီထင်တာပဲတရီတွေထွက်ချမတန်ငေးနေတဲ့ဂုဏနာအားကျုပ်ကမျက်စောင်းပိတ်ထူလျက်အေးဝါရင်ငါပြောမယ်ပြောမင်းเจ้าမှာတွေ့ခဲ့တဲ့ကျောင်းဒေတာမမကိုမှတ်မိတယ်မလားအေးမှတ်မိတယ်လေဂုဏနာဟာသူ့ပြောပြီးတဲ့နောက်ဆက်ဆက်ရွေတွေးလိုက်မိကတခုခုသဘောပေါက်ဟန်ဖြင့်လက်ညှိုးကြီးတစ်ထောင်ဖြင့်ကျုပ်ကဟေးမင်းမပြောနဲ့နော်အဲ့ဒါမမရဲ့ဒိုင်းလို့သဘောကျစွာဖြင့်လက်ခုပ်တွေတတိဖြင့်ကျုပ်ကတယောက်ထားရည်တော့တယ်ထိုအခါမှာဂုဏနာတယောက်သဘောပေါက်တဲ့ဟန်ဖြင့်ခေါင်းတဆက်ညှိနေတော့တယ်အေးဒါဆိုဟုတ်ပြီနောက်ဆိုငါတို့ဒီလမ်းကပဲလာရအောင်ချီနားစမ်းမှာကွာငါကတော့လိုင်းကားပဲစီးမှာကွာစီးလေမင်းပထွေးလိုင်းကားကြီးငါကတော့ချေချေမယ်ဒေါ်လေးရှဲမမလေးထမင်းစားဝိုင်းမှာမြေမခါနဲ့သူမရဲ့မောင်ဖြစ်သူနိုင်မခါတို့အတူတူထမင်းထိုင်စားနေရင်တခုသောဟင်းတစ်ခွက်ကို
မြေမခါတယောက်အရသာမြေဆိုင်ရင်အိတ်အကူကိုနောက်ဆင်ញံဖို့ပြောတော်မူဖြစ်တယ်ဒီဟင်းချက်ကဘာလို့အဲ့လောက်ငံနေရတာလဲဟုတ်တယ်တော်လေးตาရောပဲငံနေခံစားရတယ်မြေမခနဲ့တယောက်အိတ်အကူတော်လေးကိုအစမ်းမှမာတဲ့အကြည့်မျိုးနဲ့မဟုတ်ပဲပြေ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 အကြည့်တွေနဲ့သာကြည့်ကကျမတော်ရုံဆိုဟင်းချက်ကြီးမများတတ်တာတော်လေးတည်တယ်အခုဒီဟင်းကစားရတော်တော်ဆိုးတယ်တောင်းမှမာတယ်မမလေးတောင်းမှမာတယ်ခေါင်းလေးကိုအောက်ဆိုင်လျက်ပြောနေတဲ့အိတ်အကူဖြစ်သူကြောင့်မြေမခတယောက်တပြည့်တစ်ချက်ချရင်ဟုတ်ပါပြီထားလိုက်တော့ဒီခွက်ကိုတော့ရှူထုတ်သွားဟုတ်ကဲ့ပါမမလေးနိုင်ဟင်းတွေထည့်စားအောင်လေမောင်လေးရတော့လေအစားအသောက်ကိုနှဲလိုက်တာဟုတ်စားပါမယ်မမရရော့စက်သားကြော်လေးထည့်စားမြေမခဖို့မိဘတွေမရှိကြတဲ့ကမောင်လေးဖြစ်သူကိုအမကောင်တယောက်ပြီးကယူတဆိုင်စီးခဲ့လေပြီးမိဘလက်ငုပ်လက်ရင်ဖြစ်တဲ့ကုမ္ပဏီကိုလည်းတိုးတက်အောင်လှုပ်ဆောင်ရင်မောင်လေးကိုချေမွေးမိမလားလက်မွေးမိမလားထားနိုင်ကြတယ်ဆွေမျိုးအရေးရှာမရှိတာမို့ဒီမောင်လေးကိုပဲသူမအချစ်ပူရတယ်ကြောင်းသွားကြောင်းမြန်ဆိုလဲသွားကြိုပေးပြတယ်ညစာတွေလည်းနှစ်ယောက်တူတူစားလေးရှိတယ်ဒါတယ်မကအားရင်အားသလိုအချိန်တွေလည်းပေးပြသေးတယ်နောက်တနေ့နေ့လည်ခဲ့မှာပင်မလိုက်တာကွာစားလို့ရတာလေပင်မရင်အိမ်မှာအိတ်နေလေနေ့လည်ခဲ့အတန်းသားချင်းဂုဏနာနဲ့ဂျူကာတို့နှစ်ယောက်သုံးတက်ဆောင်ကြီးရဲ့ရှောက်လန်းကိုထုံးစံအတိုင်းဖျက်ဆောင်ရင်ကျောင်းသားတို့ရဲ့တဘာဝအရန်ညှဉ်းညွတ်နေကြတယ်သူတို့လေးတွေပင်ပန်းနေကြပြီဖြစ်တယ်ဟေ့နေအောင်ကြားလာဂျူကာအခန်းတစ်ခုရဲ့ရှေ့မှာအရောက်ဂုဏနာတယောက်ရဲ့ခြေလမ်းတွေရက်တန့်သွားကဂျူကာကိုပြုတ်တူအကြည့်မြွနဲ့ကြည့်နေတယ်သူကြားတဲ့အတန်ကိုဂျူကာလည်းကြားတယ်ခေါင်းကိုငိမ့်ပြနေတယ်နှစ်ယောက်သာထိုအခန်းရဲ့ပြတင်းပေါက်မှန်တစ်ခုမှလှချောင်းကြည့်လိုက်လျာအခန်းထဲမှာကျောင်းသားတစုကကျောင်းသားတယောက်ကိုဝိုင်းအနိုင်ကျင့်နေကြခြင်းဖြစ်တယ်ထိုကျောင်းသားလေးမှာမြေမခရဲ့မောင်လေးဖြစ်တယ်ဟာအဲ့ဒါမမရဲ့မောင်လေးမလားအေးလာသွားစို့ဟိုက်နေအောင်လေဟေ့နေအောင်လေကွာဂျူကာတယောက်နောက်ပြန်ကြည့်ချိန်တွင်ဂုဏနာတယောက်မရှိတော့အခန်းထဲကကောင်လေးတွေကိုထိုးချိန်နေပြီဖြစ်တယ်ခွေးကောင်လေးသိစမ်းမင်းတို့ကဘာအချိုးချိုးတာလဲကွာဟမ်ခွေးကောင်လေးကွာသိစမ်းကွာကဲကွာဂျူကာလည်းဝင်လာပြီး၃ယောက်ပေါင်းမိသွားလေတဲ့အခါထိုအဖွဲလေတပည့်ဒီမဲ့တွေမျက်နှာပေါ်တင်ရင်ထွက်ပြေးသွားကြပြီဖြစ်တယ်နိုင်မခါနဲ့သူတို့နှစ်ယောက်ကတော့ကြံနေခဲ့တယ်အာညီလေးရရလားဟေးမင်းရရလားလာဒီမှာထိုင်ဂျူကာတယောက်နိုင်မခါကိုထိုင်ခွန်တစ်ခုပေါ်သို့ထိုင်ခိုင်းလိုက်တယ်ဂုဏနာကတော့မတော်ရသေးတဲ့ရောက်ပါစီကအမှန်များများရဖို့တေးသေးမေမေစိတ်ပူပြနေတယ်ရတယ်အကူတို့ရတယ်ကျေးဇူးပါဗျတကယ်ကျေးဇူးတင်ပါတယ်လက်အုပ်ချီကရိုးသေးသေးကျေးဇူးတင်လာတဲ့နိုင်မခါကိုဂုဏနာလက်ခပြရင်ရတယ်ညီရတယ်အေးစေးနောက်ကူညီလို့လေအကူတို့ကိုပြောလို့ရတယ်သိလားအကူနာမည်ကဂုဏနာသူကဂျူကာအော်ဟုတ်နိုင်မခပါဗျနောက်ဆိုလဲခင်ဖေးပါအောင်ဗျအေးကွာညီလေးတယောက်အဖော်ရတာပေါ့ထိုစဂျူကာတွေးနေမိသေးမှာဂုဏနာကတော့လှုပ်ပြီးတောက်ပူရီဟူသောစကလုံးကိုပဲထို့သူနဲ့နိုင်မခနဲ့ဂုဏနာတို့ထိုနေ့မှစားပြီးခင်မဲသွားကြတော့တယ်တကူသောကျောင်းဆင်းနေညနေခင်းမှာအုံအီကညှို့မိုင်းနေတဲ့မိုးသားတွေဖြင့်ကောင်းကင်ထမမုံမွားတွေကျွေစင်ကျနေတော့တယ်ထိုမိုးဆက်တွေချာပြန်သည့်သူကပြက်ကုန်ကြပြီဖြစ်ပြီးဂုဏနာနဲ့ဂျူကလည်းပြန်မို့ထွက်လာကြပြီဖြစ်တယ်ဟေ့ဂျူကထီးပါလားစိတ်ချသားရင်ထီးပါတယ်မင်းမို့တဲ့မပြန်ရဘူးရဲ့ဟာတော်စကားများတဲ့ကောင်ပြီးစမ်းပါအဲ့ထီဂျူကတယောက်ထီးကိုထုတ်ယူကစရှိသေးတယ်အလော်တကြီးလူယူခြင်းကိုခံလိုက်ရတယ်ဘာလဲမင်းအမင်းဖွင့်မို့လားဟာမဟုတ်ဘူးမင်းမြင်လားဟိုမကာကောင်းစားကြီးနဲ့မောင်ပြည့်သူကိုစောက်ကြနေတဲ့မြေမခအားဂုဏနာမြင်လိုက်ကဇလန်းစင်မအတွေးလိုရှားသွားတယ်သူဟာထီးကိုယူပြီးမိုးရွာတဲ့ဇက်နေတဲ့မြေမခစီကိုပြေးလွှာကသွားလိုက်တော့တယ်သူဟာထီးလေးကိုသူမအနာဆောက်မှဖွင့်ကသူမရဲ့အပေါ်တဲ့တဲ့ကိုထီးမှုပေးလိုက်ရာသူအခိုက်တဟာကြည်နူးစရာအချင်းများဖြင့်တယောက်ကိုတယောက်ကြည့်ရင်တိတ်ဆိတ်သွားတယ်အချိန်တစ်ခုကြာတော့မှအသိစိတ်တွေပြန်ဝင်လာကလှလှဆဆနဲ့ပြန်ဖြစ်သွားကြတယ်မမတယောက်ဆက်သွေးပြကပါပြန်နှစ်ဖက်ညီရဲသွားလေပြီထိုပုံစံလေးကတကယ်ကိုချစ်စရာကောင်းနေပြန်တယ်ထိုနေရာမှာဂုဏနာတော်တော်စိုးတည်ပြောရမယ်ဆက်နေတဲ့မမကိုထီတစ်ချောင်းနဲ့အောက်မြင်ဝန်းတွေကငုံကကြည့်နေသေးတယ်မင်္ဂလာပါမမနိုင်ကိုလာဆောင်တာမလားဗျငငယ်ချောချောကောင်လေးတယောက်စီကမမျော်မစွာရရှိလိုက်တဲ့ဂယုဆိုင်မှုလေးကြောင့်သူမတယောက်ခံစားချက်ကြီးကတမျိုးကြီးဖြစ်သွားရတယ်ပြန်ပြေးဖို့ဆိုတော့လေစကလုံးတွေကထွက်မလာတော့
ကြောင်အံသွားတယ်ဟုတ်တယ်မောင်လေးကနှိုင်းကိုတည်တာလားဟုတ်နှိုင်းမခါနဲ့အသီးတွေဆိုပါတော့ဗျမမမိုးရွာတဲ့ကျမကြီးထီမဲဗျကျွန်တော်ကူစောင့်ပြီးမယ်နော်ဆိုတဲ့စကားလုံးလေးအပေါ်ဘယ်လိုတာယာမိသွားမှမသိစိတ်ကအလိုလိုကျဉ်းသွားကနှက်ခမ်းလေးပင်ညွတ်ကွေးသွားမိတယ်ဒီကောင်လေးတေချာကြည့်လေချောလေစပင်ပုံစံကလမ်းသေးရဲ့စတိုင်မျိုးနဲ့အသားရည်ကအသင်းတင်ကြည်ကောင်းရုံပုံစံမျိုးအသက်35နှစ်အရွယ်ရှိတဲ့သူမရဲ့စိတ်ထဲလှိုက်ကနေဖြစ်စေမှုတဲ့ပထမဆုံးသူလေးဖြစ်တယ်သူ့ရဲ့ကူဆောင်ပြီးမယ်ဆိုတဲ့စကားကိုခေါင်းငိမ်ကလက်ခံမိလိုက်တော့တယ်နိုင်စားလေဟုတ်အကူကျူကဟေးအကူဒနာတိတ်ဆိတ်နေပါရောလားဖြော်ရည်ပိုက်ကုံငုံကငိုင်ကြီးဖြစ်နေတဲ့ကုံဒနာအားနိုင်မခလှမ်းပုတ်ခါပြောလိုက်မှအသိစိတ်ပြန်ကတ်လာတယ်ကုံဒနာတယောက်မပွင့်တပွင့်ပြောလိုက်ရင်အကူတွေးလွန်သွားလို့ပါမြက်တောက်ပြီးမြက်လေးရအောင်ဘာလို့လဲကွာဟုတ်ကွာညနေကအလုပ်ရှိသေးတယ်အားကြောင့်စောပြန်ကြမယ်โอเคကုံဒနာတယောက်အလုပ်ရှိသေးတာကြောင့်၃ယောက်သားခက်မြက်တောက်ခါအိမ်ကိုပြန်ကြဖို့ပြန်လိုက်တယ်အိမ်မျက်နှာချင်းတူလျင်တောင်နိုင်မခါကတော့မတူပါအမားဖြစ်သူကကာခေါင်းစားခြင်းနဲ့စောင့်ကြနေတယ်၃ယောက်သားမြေမခါစီရသူတဲတဲရှောက်လိုက်ရင်မမဒီကကျောင်းဆောင်အောက်ကလာဆောင်မလားကားပေါ်မှာပြင်းရင်ပေါ့ဟင်းနိုင်ကျောင်းဆိုတာကျောင်းသားနဲ့ဆရာတွေအတွက်ပဲမောင်နှမ၂ယောက်သားငင်းညံ့သွားအခြေတင်ပြောနေကြပြီးဂုဏနာကတော့မြေမခါရဲ့နှက်ခမ်းလေးလှုပ်ပြီးစကားတွေပြောနေပုံမျက်တောင်ကလေးတွေလှုပ်ပုံကိုပဲစူးစမ်းနေတယ်တကယ်ပင်ကြည်ရင်နဲ့ပူချစ်စရာကောင်းနေတယ်ကဲတော်ကြပါတော့မမမောင်လေးပြောပြမယ်ကျောင်းဆိုတာကျောင်းသားနဲ့ဆရာတွေပဲဆိုင်နေဆိုပေမဲ့ကျောင်းသားအုပ်ထိန်းသူတွေလည်းဝင်ခွင့်ပြုထားတဲ့နေရာပါအထူးသဖြင့်မမလိုကျောင်းတက်တာတွေဆိုပို့တောင်းဝင်လို့ရတယ်မင်းမဆိုဘူးစကားတက်တယ်ပါးလေးကိုခြိုက်ဝင်ကတ်သွားအောင်သူ့မပြုံးကသူ့ကိုကြည့်ပြီးပြောနေပုံမှာတမျိုးလေးစမ်းနေတယ်ခုံနနာတယောက်အရန်ကိုကြွေခိုင်းနေပြီဖြစ်တယ်ကဲဒါဆိုကျွန်တော်တို့ကိုခွင့်ပြုပါအောင်ညကြရင်အလုပ်ချိန်လေးရှိသေးလို့ဘာလုပ်လဲကျောင်းတက်ဖို့အတွက်ငွေရှာတာလေးဗျဒါကကျွန်တော်အလုပ်လုပ်တဲ့ဆိုင်လိပ်စာကပါဟုတ်ပါပြီရှင်ဘာရင်အကုတနာအင်းကြီးဘာရင်လက်ချောင်းလေးတွေကိုလှုပ်ခါကနှုတ်ဆက်ပြီးတော့သူတို့နှစ်ယောက်ထွက်သွားပြီးဖြစ်ခါမြေမခနဲ့နိုင်မခလဲကားပေါ်သူတက်ခါအတူတူပြန်ခဲ့ကြတယ်အကုဘာလုပ်တာလဲဒါကျွန်တော်စုဘူးမင်းစုဘူးဟုတ်လားနေစမ်းမအောင်မင်းလိုကောင်ကဘယ်ဟာတောက်ပိုက်ဆံတွေသွားစုလဲဂုဏနာတယောက်အိမ်ကိုရောက်ချင်းမိမိရဲ့စုဘူးကိုရှုခွဲနေတဲ့တော်လေးဖြစ်သူရဲ့သားကိုဒေါသတကြီးနဲ့ကြည်ရင်ပြောနေခြင်းဖြစ်တယ်မိမိရဲ့စုဘူးကိုလည်းခွဲသေးတယ်တိတ်ခါကိုလည်းစော့ကားမော်ကလှုပ်သေးတယ်ဆိုတော့သူစိတ်ဆိုးမိတယ်အလိုလိုတင်းမာလာတဲ့လက်သေးကိုခက်တင်းနဲ့သူဆုပ်လိုက်ပြီးကြိုကြည့်ကြည့်လိုက်ခါအကူပြစ်သူရဲ့ဘာကိုနေဝဲသွားအောင်ထိုးပြလိုက်တယ်ရှူအောင်ကွာဟဲ့ကောင်ခွေးတောင်စားဟဲ့ဘာဖြစ်ကြတာတော့အချိန်ကောက်ရှားလာတယ်ပြောရမယ်တော်လေးပြစ်သူဈေးပြန်တုတ်ပြနဲ့ဝင်းလာတယ်တာလေတာဘာဖြစ်တာတော့ဒါနစ်လက်ချက်မလားကောင်းနနာဟုတ်တယ်အမေသူလေတာကိုထိုးတာမဟုတ်ဘူးတော်လေးမဟုတ်ဘူးအကူကဂုဏနာရဲ့ဘားပြင်မော်ကိုဒေါ်လေးဖြစ်သူရဲ့ရိုက်ချက်ကြီးကြားရောက်လာတယ်ပြီးတော့လက်ညှိုးကိုထွက်သွားဖို့ဒေါ်လေးထိုးပြလိုက်ရခွေးလိုကနင်းထွက်သွားပြန်မလာနဲ့ငါကုကလေးကဒီရင်ကိုနာကျင်းနေတာဂုဏနာလေးယောက်ျားမနာကိုအကြမ်းမခံချက်ချင်းပဲထွက်ခဲ့တော့တယ်သွားတယ်လားမသွားတယ်ဘူးလားငါဘာဖြစ်နေပါလဲအခန်းထဲမှာဂုဏနာပေးခဲ့တဲ့ဆိုင်လိပ်စာကတ်ကိုလက်ကကိုင်ကမြေမခတယောက်သွားရနုံမသွားရနုံဆုံးဖြတ်ရခတ်နေတယ်ဘာကြောင့်ရမသိစိတ်တွေကဂုဏနာကိုပဲတွေ့ကျင်မြင်ကျင်နေမိတယ်နေကကြောင်းဆက်ချိန်တွေမြင်ခဲ့ရတဲ့ဂုဏနာရဲ့အပြုံးတွေကိုပါဆွဲလန်းနေတဲ့အထိသူမှတော့ရွတ်သွတ်နေပြီဖြစ်တယ်ကော်ပီလေးတောက်ရရင်ကောင်းတာသွားအောင်ပါပဲစိတ်ကဆုံးဖြတ်ပြီးတာနဲ့အညီခြေလမ်းတွေကစီးနေကြကားစီတို့ရောက်ရှိသွားတော့တယ်လွတ်လပ်စွာသွားချင်တော့ဒရိုက်ဘာကိုမခေါ်တော့ကိုယ်တိုင်သာမောင်းခဲ့တော့တယ်ကားရန် left အပြာရောင်မိတန်းလေးတွေနဲ့ရေးထားတဲ့ကားရန် left ဆိုတဲ့စားတော့ဆိုင်လေးဆိုင်ပင်ကနေလှမ်းငိလိုက်တာနဲ့ဆိုင်ထဲကိုမြန်ဝင်ချင်မိသွားတယ်လို့ပင်တတ်တရရနဲ့လှလှပပလေးမင်္ဂလာပါရှင်မိမိကိုလက်အုပ်လေးချီကနှုတ်ဆက်လာလေတဲ့အဲ့ကျိုးဝန်ထမ်းကောင်လေးနှစ်ဦးကိုပြုံးပြကသူမှဖြတ်ကျော်လာတယ်သူမရဲ့ရှိတဲ့ထဲမှာအဖြူရောင်စက်အင်းကြီးကိုဝတ်ဆင်ထားကဧပရွန်ကိုခါမှပတ်ထားတဲ့စပွဲလိုဖြစ်တဲ့ဂုဏနာလေးကိုတွေးလိုက်တယ်အဖြူရောင်အင်းကြီးနဲ့ကျဲ့ပြန်တဲ့သူ့နောက်ကျော်ပင်ကိုသူမှလှမ်းငိလိုက်ရုံနဲ့ပင်စိတ်တွေအေးချမ်းသွားမိတယ်ခြေလမ်းကိုဖြည်းဖြည်းချင်းရှောက်လိုက်ရင်သူ့ရဲ့နောက်မနေကပကုံးကိုပုတ်ပြီးခေါ်လိုက်တယ်
မောင်လေးမိမိကိုနောက်မှခေါ်လာတဲ့မမရဲ့အတန်ကိုခုံနနာတရားမှတ်မိလေပြီးချက်ကျဲမဲချကနေလှည့်လိုက်လေရနောက်တွင်ရှိနေတဲ့သူမနဲ့နီးကပ်သွားပြီးမမတရားနောက်ဆုတ်လိုက်တဲ့အခါလဲကျသွားတော့မလို့ဖြစ်သွားတော့တယ်။သူ့ပေမဲ့လည်းမလဲပါတန်မာတဲ့လက်တစုံကမမရဲ့ခါကိုဆွဲထိန်ဖတ်လာတယ်။ဟုတ်ပြီတဲ့ဒီလက်တစုံဟာမမမျက်နှာတဲ့မောင်လေးရဲ့လက်တစုံပဲဖြစ်နေလေကမမတရားမောင်လေးရဲ့မျက်နှာလေးကိုကြောင်အန်ကအတိုင်သာကြည့်နေမိတော့တယ်။မမှာထားတဲ့ကော်ဖီရပါပြီဗျ။လူသူချင်းလဲနေပြီဖြစ်တဲ့ညာချမ်းဘက်ရဲ့ကော်ဖီဆိုင်လေးမြေမခမှာထားလေးတဲ့ကော်ဖီကိုဂုဏနာစုကချပေးတယ်။မမတယောက်သူ့ကိုပြုံးပြလိုက်ချင်းသူလည်းမမကိုပြန်ပြုံးပြရင်ထိုင်ကုန်အလွတ်တကူမှဝင်ထိုင်လိုက်တယ်။ကော်ဖီလေးကတောက်ရစရာတောင်မရှိဘူး။လှလိုက်တာအသေးပုံဒီဇိုင်းဖော်ထားတာကဟုတ်တယ်ဗျ။ဒါကျွန်တော်တို့ဆိုင်မှာချစ်သူစုံတွေခဏခဏမှားတော့ဖြစ်တဲ့ကော်ဖီအမျိုးအစားပါ။စင်အဲ့လိုသဘောမျိုးမဟုတ်ပါဘူး။ကျွန်တော်ဒီအမျိုးအစားကိုချပေးတာမိတ်ဆွေဖြစ်ရုံပါ။သူမလေးဘာမှပဲမပြောရသေး။ခေါင်းလေးကုတ်ကချက်ချင်းစင်းပြနေတဲ့လူရိုးကောင်ကျော်လေးရဲ့အပြုတ်မှုတွေကြောင့်သူမသဘောကျစွာရှင်းမိရဲ့မမကနောက်တာပါကွ။ပြီးတော့မောင်လေးရွှေ့ပေးတဲ့ကော်ဖီကစင်ခုံဖို့တော့ကောင်းတာ။ထို့သူပြောပြီးမြေမခါတယောက်ကော်ဖီကိုစမ်းကမြည်ကြည့်လိုက်တယ်။ကော်ဖီကိုတောင်းရင်မျက်တောင်လေးတစ်ချက်ကော့တက်လာတာကြောင့်ကောင်းနေဟုသောအပြုသဘောဖြင့်ဂုဏနာသိလိုက်တယ်။ဒါကြောင့်မမကိုသူပြုံးပြလိုက်ရဲ့ကောင်းရလားမမတောင်းနေရင်မှကော်ဖီကွက်ကိုချလိုက်ကအရသာကောင်းတယ်အရန်ကိုထိမိတယ်မမပြောတယ်နော်ကော်ဖီကရှင်ခုံဖို့ကောင်းတယ်ဆိုပြီးအင်းလေတကယ်တော့ကော်ဖီလေးကိုကျွန်တော်တခုခုထည့်ထားလို့ပါပြုံးစတာကြီးဖြစ်နေတဲ့ဂုဏနာရဲ့မျက်နှာကြောင့်မြေမခါမျက်လုံးကိုအဝန္တာပြူးနေမိကဘာရီလေးဟူသောမိကုံကိုကောင်းပြီးချလိုက်တယ်ထို့အခါသူသဘောကျစွာရှိလျက်မလတ်ပါနဲ့ဗျာကျွန်တော်ပြောတာမေတ္တာပါဗျမမတယောက်ဆက်သွားပြီဖြစ်တယ်ညမီးရောင်လေးအောက်ဆက်နေတဲ့မျက်နှာလေးကပန်းတွေရောင်ဝင်းနေသည်မှာရှင်ကိုတမျိုးလေးလာထိတယ်ဂုဏနာတယောက်မမရဲ့မျက်နှာကိုကြည့်လျက်တကယ်ပါကော်ဖီကရှင်ခုံဖို့ကောင်းတာထက်ကော်ဖီကိုယ်တိုင်ဖြော်ယူခဲ့တဲ့ကျွန်တော်ကပိုရင်ခုံဖို့ကောင်းပါတယ်အိုးသူမကောင်းလေးကိုငုံထားပြီးသူ့ကိုတဖြည်းဖြည်းခိုးကြည့်နေကမောင်လေးဘာတွေပြောနေတာလဲအဆက်ပြေထူထူပြောကကောင်းလေးမော့ကြည့်လိုက်တဲ့အခါဂုဏနာရဲ့ပန်းတွေရောင်တန်းနေတဲ့နှက်ခမ်းကသူမမျက်နှာရှိတည်တဲ့သူစောင်းနေပြီဖြစ်ကနောက်စိတ်ကိုလက်ပြထိန်ဟုတ်ပြီးနှက်ခမ်းချင်းနှွေးကနေထိဆက်သွားတယ်ချစ်တယ်မမရောမောင်ကိုချစ်လားအိုးမသိဘူးကွယ်ကော်ဖီအရသာပဲခံတော့မယ်တပတ်ကိုမျက်နှာလေးလွှဲပြီးကော်ဖီတောက်နေတဲ့မမကိုဂုဏနာတယောက်မျက်နှာစွာကြည့်ကပြောရင်နာလေးကမကသာကော်ဖီအရသာကြိုက်တာမောင်ကကော်ဖီအရသာမကြိုက်ဘူးမောင်ကလေမရဲ့နှကန်းတစုံကိုပဲကြိုက်တာရှင်ထဲကိုရာကြည့်ချင်းနဲ့ကလိလာလေတော့ဂုဏနာရဲ့စကလုံးတို့ကြောင့်မတယောက်မျက်နှာကိုလက်ဝါဖြင့်အောက်ကထားမိတယ်သို့တယ်မကသူထပ်ပြောလာသေးတယ်မနှကန်းလေးကအရသာသိစီတာသိလားပူပူနွေနွေလေးဗျတော်ပြီကွာဒီမှာနေရာကျလာပြီနေရာကျရင်မောင်ဖတ်တာပေးမှာပေါ့လာပြီသူကပြောဆူနဲ့မရဲ့အနာလျှောက်လာကမကိုဖတ်ပြလာတယ်ဒီကောင်လေးနဲ့တော့မရှာပါကြာရင်အတွင်းကထိုင်ကြည့်နေတဲ့ဝန်ထမ်းတွေနဲ့အလုပ်သမားတွေကမောင်ထုတ်တော်မီဖြစ်တာကြောင့်မတယောက်သူ့ကိုကားပေါ်သို့ခေါ်ဆောင်ခဲ့တယ်ကားပေါ်ရောက်တဲ့အခါမှာတော့ဂုဏနာတယောက်မကိုသူ့ရဲ့ပေါင်ပေါ်တွင်ခွာထိုင်ခိုင်းရင်မရဲ့နှကန်းတစ်စုံကိုရှေ့ပလန်ဖြင့်အတိုးချကနမ်းဆုပ်နေတော့တယ်မောင်လူမြင်ကွင်းကြည့်မှလေကွာဘာလို့လဲမောင်လူရှိသူရှိလူတော်မတိုးတဲ့ပုံဆိုပြီးပါဇက်လေးကထင်ရပြောတော့မယ်သူ့ရဲ့ပါဇက်ကိုမတယောက်လက်ညှိုးလေးနဲ့ပိတ်ကာရင်မဟုတ်ဘူးလေကွာမပြောတာကမလူလားအပ်တဲ့သတင်းတောက်တွေဘာတွေနဲ့ညှိရင်မဖြစ်တဲ့နာတွေကွာသူမလေးထုသူပြောတော့သူလက်ခံချင်တယ်လို့ဖြစ်လာကခေါင်းကိုတဆက်ဆက်ညင်ရင်ဟုတ်ပါပြီလေဒါဆိုလေဒီနာကလင်းနေတယ်ဆိုတော့တနေ့ရမောင်းရအောင်လေမတယောက်အစမ်းကိုလေတဲ့မောင်ကိုမျက်စောင်းတစ်ချက်ထိုးရင်နှကန်းကိုစုပူလိုက်တယ်ဖေမောင်းရမှာလေဂုဏနာလည်းမရဲ့ပါပင်လေးကိုရှုပ်ခနဲ့ကတ်နံလိုက်ရင်ဟုတ်ပါပြီကွာဒါဆိုမောင်ကသိတယ်ဆိုတော့မောင်ပူပါမယ်မြေမခတယောက်ဂုဏနာရဲ့လက်ကုတ်ကိုမျက်နှာကတ်ထားကနှကန်းပြန်ပုတ်ဆွဲနေပြီးမရဲ့နုညံ့တဲ့နှကန်းတီတွေကိုခန်းစားမိနေတဲ့ဂုဏနာကတော့ညီဆိုင်နေမိတယ်လေတိုင်းကိုသူ့မလေးဆုပ်ယူနေပြီးကင်းမရတွေပါပေးနေတယ်တော်ပြီကွာခဏနေပါအောင်မထို့သူဆိုလိုက်ပြီးဂုဏနာတယောက်မရဲ့လေဝင်းစီကိုခက်ကြညာတိုးဝေကတပံထက်နှံနေပြန်လေမရဲ့အသွေးသားကိုပထမဆုံးထိတွေ့ခင်ကြတဲ့အရာသာက
နုနုညံ့ညံ့နဲ့စိတ်ကောင်းနေတယ်လေတိုင်းတွေကိုသူကင်းမရာတွေအနက်ပေးပြီးတဲ့နောက်မှာတော့မရဲ့နှကန်းလွှာနှစ်ခုကိုဖြုတ်ကနေမိအောင်စုပ်ယူစားသုံးတော့တယ်မရဲ့လက်မောင်းတွေကိုအခုအငွေလွန်စွာဖြင့်ကုန္ဒနာပုတ်တက်ရင်နှကန်းကိုအရသာရှိရှိစုပ်ယူနေကမတယောက်သူ့ကိုတွန်းထုတ်ရင်သူ့ရဲ့မျက်ဝန်းစိမ့်လေလေတို့ကိုစိုက်ကြည့်နေတယ်ထိုအခါမကိုနှကန်းလေးစုပ်ပုတ်လျက်မောင်အရန်စာလောင်နေပြီကွာဟာဒီကောင်လေးတော့လှုပ်ပါကွာနော်မောင်ဆန်းရကွန်တော့ယူလာပါတယ်ကွာဟောရှင်လေးနော်တိတ်ခဲကုန္ဒနာဟာမကိုရှမအခုရိုက်ခတ်စွာကြည့်နေရင်မရဲ့ကိုယ်လုံးလေးကိုတပတ်ကကားထိုင်ကုန်ပေါ်ကိုတင်လိုက်တယ်ခဏမောင်ပြမယ်မိမိကိုတပတ်ကထိုင်ကုန်ပေါ်တင်ပြီးသူဘာလို့မလဲကြည့်နေရင်လက်စားတတ်တော့ဒီကောင်လေးကဘောင်းမီတွေချွတ်နေတာကိုဟာမချွတ်နိုင်လေကွာမရပါဘူးမရတော့ပါသူချွတ်ချလိုက်ပြီဖြစ်တယ် Oh my god ဘေးမှာကြည့်လိုက်မရင်ကြောချမ်းလာတယ်မလှုပ်လေကွာစင်ကြောင်တောင်မျက်လုံးလေးနဲ့သာပြန်ဖြစ်နေတဲ့မကိုခုံနာနာသူကပ်၍ဟာမရဲ့အနာချွတ်လိုက်တော့လေဟာရှက်စရာကြီးလှုပ်ပါနော်လို့ချစ်စရာကောင်းလေတဲ့ဒီကောင်လေးစကားကချွဲပြပြနဲ့ရှက်တော့လေဒီစကားကြွယ်လေးကိုချင်းမီလေးတော့ကိုလေးကိုကန်ကအနာလေးကိုအောက်သို့ရှော့ချလိုက်ရင်သူမအနာလေးကိုချွတ်ပြီးသူ့ကိုရှောင်းနေလေကြည့်လေတဲ့အခါသူ့ရဲ့နှကန်းလေးကသူမကိုကားထိုင်ကုန်နောက်ကိုကတ်နေအောင်အတင်းပြခဲ့ကစုပ်ယူစားသုံးနေတော့တယ်။ကုန္ဒနာတယောက်မကိုစုံနှမ်းနေရင်ဆဲလိုက်ကသူ့ရဲ့အနာကိုအောက်သို့ရှော့ချလိုက်ပြီးကြာနာပြင်ထိုင်လိုက်တော့တယ်။ပြီးတဲ့နောက်မကိုရှမတ်မော်စွာညှို့ယူကကြည့်လျက်မောင် ready ဖြစ်ပြီလာထိုင်ပြီးမြေမခါတယောက်အသက်35နှစ်ရှိပြီဖြစ်ပေမဲ့လိန်ရတွေ့ကြုံမရှိတာဆိုရင်လိန်ရကြပြီလိမ့်မယ်။နောက်ဆုံးအကျဲသူမဆက်ပြေခဲ့ဘူးဒီမှာကြာသွားပြီမဟုတ်ပါလား။အခုလေသူ့ရဲ့မောင်ကိုကြည့်ကတွေ့ပြန်နေလေရဲ့ပင်တီကြီးထိုင်ကြည့်နေမိတယ်မထိုးသွပြန်ပြေးလိုက်ပြီးခေါင်းလေးကိုမောင်ရဲ့ပေါ်မကိုခွာထိုင်လိုက်လျက်ကိုလုံးလေးကိုပြန်ကြွလိုက်ပြီးမောင်အသားဆောင်ကြီးကိုလက်ကကင်လျက်သူခဲတာချေဖြည်းဖြည်းချင်းထိုင်နေတော့တယ်ထိုးသွပြန်ပြေးလိုက်ပြီးခေါင်းလေးကိုမောင်ရဲ့ပေါ်မကိုခွာထိုင်လိုက်တယ်အသက်20သားရှိတဲ့ခုံနနာတယောက်စက်ကိစ္စဆိုတာလုံးဝအတွေ့အကြုံမရှိဘူးပါလက်ဖြင့်သာအသာဖြစ်ဘူးတယ်ဒီရတာဟာသူ့ရဲ့ပထမဆုံးအရာသာလည်းဖြစ်မိမိချစ်တဲ့မရဲ့နှခမ်းနုနုလေးကိုဆွဲဆုံရင်ခံစားနေရသည်ဆိုတော့ပိုကောင်းနေတယ်မတယောက်ကတော့နာကျင်တွေကညွညွနေလေပြီမောင်ကတော့အရှမ်းကောင်းနေတယ်မရဲ့ပန်းလေးတွင်တွေကအသားဆိုင်တွေကတက်လက်ချင်းကပ်ပါလာသည်အလားကောင်းလိုက်တာမရမောင်လေးဒီရတာတခါမှမခံစားဘူးမကတကယ်မျက်စိသူရဲ့ကောင်းလေးပဲသူမလေးရဲ့ကိုယ်ကိုမျက်နှာကတ်ထားလိုက်ပြီးကုန္ဒနာပြောနေခြင်းဖြစ်ကမကတော့နှကန်းလေးကိုစုပုတ်ထားတယ်မတကယ်ကောင်းတယ်အဲ့လိုလေးထက်လုပ်ပေးပါအောင်ကားတယ်ဆိုတော့နေရတာကျဉ်းကျက်နေကမတယောက်ခေါင်းလေးကိုငုံရင်မောင်ရဲ့အသားချောင်းကြီးကိုခက်မြန်စီးပေးနေတယ်ထို့သောပြင်ကုန္ဒနာတယောက်နောက်တစ်မျိုးစမ်းစင်လာကမရဲ့ခါလေးကိုအသားလေးထိတ်ခိုက်လျက်ညင်နေခိုင်းလိုက်တယ်ပြီးတော့အောက်မှနေခက်မြန်သူကချစ်နေတော့တယ်ကုန္ဒနာတယောက်အောက်မှနေကမရဲ့ပန်းလေးတွေကိုနှစ်သွေးကြွပြထိုးခွဲနေပြီးမတယောက်လည်းမောင်ရဲ့အပြုစုခက်ကြမ်းကြမ်းကြီးကိုဆွဲနေပြီးဖြစ်တယ်ခဏကြာတဲ့အခါမှာတော့ကုန္ဒနာတယောက်အစိမ်ကိုတက်လိုက်ရင်မရဲ့နှကန်းလွှာလေးတဲ့စာပြားလေးထိုးသွင်းပြီးစုံကုန်လိုက်တယ်မောင်တို့နောက်ထပ်တစ်မျိုးသွားရအောင်နော်နာနာကိုကတ်ခါတီတူလေးပြောလာတဲ့ချုံမြင်းနဲ့အတန်လေးမတယောက်သူ့ကိုမင်းငေါကကြည့်လျက်နှကန်းလေးအသာဟလိုက်ကဘယ်လိုလဲမောင်ဟိုဘက်လက်မောင်ထိုးသူဆိုတဲ့အခါမှာတော့မတယောက်သဘောပေါက်သွားပြီဖြစ်ကမောင်ကိုကြော်ပေးကပြန်ခွာထိုင်လိုက်ရင်မောင်ကိုမျက်စိလေးစီးနေတော့တယ်ဒီအခါမှာတော့ရှော့ရွှင်နေပဲသူတို့ချစ်နေတော့တယ်ပြီးနောက်မတယောက်ကတော့မောင်ရဲ့စိတ်ချက်အသေးအကျေကိုစီးပြီးနေတယ်ကားထဲမှာလည်းနှစ်ယောက်သားညညူတန်တွေနဲ့မရဲ့တင်ပါဆိုင်တွေဟာမောင်ရဲ့ပေါင်လေးဘောကိုတက်အီလာရိုက်ခတ်ရင်ခက်မြန်စီးချက်တွေနဲ့အတူသိမ့်မကြလိုက်ပါမောင်တယောက်ပြီးစီးသွားတယ်ခုံနနာတယောက်မအားထားပြလိုက်တဲ့အခါအရီတွေစုနေပြီဖြစ်တဲ့ကွန်တော့ကိုလက်ကလေးနဲ့ဖိပြီးဆွဲချလိုက်တယ်ချွေးပြစ်နေတာပဲအကြီးတော့လေးကိုကိုင်ကပြောနေတဲ့မောင်ကိုမတယောက်နှာခေါင်းတစ်ချက်ရှုံလိုက်ရင်မောင်နဲ့တူတာလေမောင်လည်းငချွဲလေးပဲကိုဖွီရွှန်စရာကြီးမာယာကုန္ဒနာတယောက်ထိုးသွဆိုလိုက်ရင်ကွန်တော့ကိုစီလိုက်ကကာမန်ပေါက်ကနေလေတွေဝဲပစ်လိုက်တော့တယ်
ပြီးတဲ့နောက်မှာတော့ချက်ချင်းဆိုသလိုမရဲ့နှကမ်းတွေကိုကစ်စင်တွေဆွဲပြလိုက်တယ်။ကုန်းနနာနဲ့သူမဟာချစ်သူတွေပါဆိုပြီးနိုင်မခါကိုပြောလိုက်ရာအမပြည့်သူကိုတဝင်တူတဲ့နိုင်ရဲ့လက်စာကိုကုန်းနနာမြည်ဆန့်လိုက်ရခြင်းပဲယောက်ျားသားဆိုတာဒီလောက်လေးထူတာကိုကုန်းနနာခံနိုင်တယ်။သို့တော်ညာလဲသူ့နှကမ်းဆက်မှာထွက်လာတဲ့သွေးစာတချို့ကြောင့်မတယောက်ကသူ့ကိုဂယုဏသက်စွာစိတ်ပူနေတယ်။မောင်အစဉ်ပြေရဲ့လားကုန်းနနာတယောက်နိုင်ကိုညီလေးအရှင်တယောက်လိုအရှင်ကလေးကခင်မင်းနဲ့ဇက်ခုလည်းမနဲ့နိုင်တို့မိမိကြောင့်စိတ်ဝမ်းကွဲမှာသူစိုးနေတယ်။ဒါကြောင့်နှကမ်းကသွေးစာတွေကိုလက်မပြန်ဆွဲတော့ကခေါင်းခါဆန်းလိုက်တယ်။ရတယ်မောင်အစဉ်ပြေတယ်။နိုင်အကူတောင်းပါပါတယ်ကွာအကူမင်းမကိုတကယ်ချစ်တာပါ။တနာစရာကောင်းနေတဲ့မျက်နှာလေးနဲ့နိုင်ကိုကုန်းနနာတောင်းမှလိုက်ရင်နိုင်ကတော့ကုန်းနနာကိုစိတ်ဆိုးဒေါသဖြစ်စွာဖြင့်ကြည်နေလေသေးတယ်။ပြီးတဲ့နောက်မှာတော့နိုင်တယောက်တောက်တစ်ချက်ခောက်၍မဒါမျိုးလားနိုင်ကိုချစ်တာတော်စမ်းပါဒီနေရာကျနိုင်ကိုအသိပေးဖို့မေ့နေတာလားသူအခါမြေမကတယောက်နိုင်ရဲ့နှာကြီးနေတော့မြဝန်းတွေကိုကြည့်ရင်တနာလာကကောင်းကိုခါရန်၍မဟုတ်ဘူးနိုင်မဟုတ်ဘူးမမတို့ကမနေ့ကမှတော်စမ်းပါဘာမှလာရှင်းမနေနဲ့ပြီးတော့ဒီလိုနိုင်ရမှာကိုလွတ်ချင်လို့နိုင်ကိုလာကတ်တယ်ဆိုကြတဲ့ကနိုင်တည်တယ်နာခမအောက်တန်းစားပြောချင်တာပြောပြီးဒေါသကိုရှေ့တန်းတင်ကရှူရှူတိုင်းတိုင်းနဲ့နိုင်မခါတယောက်သူ့ရဲ့အခန်းစီကိုတက်သွားတော့တယ်။တေးကြတယ်နိုင်မခါတယောက်2ရက်3ရက်လောက်အခန်းထဲမှာထွက်လေအောင်မဟုတ်မြေမခါတယောက်တော့တစ်ဖက်ကသွေးသားအရင်ချမောက်လေတစ်ဖက်ကအသက်နဲ့အမျှချစ်တဲ့ချစ်သူကြားတေးချင်လာအောင်ပြီးစိတ်ညစ်နေပြီဖြစ်တယ်။မိမိကိုတင်ခဲ့တဲ့မျက်ဝန်းတွေနဲ့ကြည်နေတဲ့မောင်ရဲ့ပကုံကိုမှီလိုက်ရင်မောင်မွေးရာဖြူချင်းနဲ့အိယာထံမိမိကိုယ်ပေါ်မှာအုံမိုးကအနံ့တွေခက်ကြမ်းကြမ်းချွေးနေတဲ့မောင်ရဲ့ကိုယ်ကိုမတယောက်လက်နှစ်ဖက်ဖြတ်ကိုင်းကစေးစေးကြည့်လျက်မတိတ်လာနေတယ်ကွာသိလားတော့ပါလူဆိုလေဒီကစကားအကောင်ပြောမလို့ဟာထို့သူမှသူ့ကိုပြောလိုက်တဲ့အခါကုန်းနနာတယောက်သူမကိုပူတော်အကြည့်မျိုးဖြစ်ကြည့်တယ်မနဲ့မှပြောလေရှားတာပဲကိုအခုကမင်္ဂလာဦးညာလေတတရရနဲ့နှက်ရမှာမဟုတ်ဘူးလားတကယ်ပဲဩချလောက်စရာကောင်းတယ်အမြဲတမ်းစားမယ်ဝါမယ်ကြမ်းမယ်ရမ်းမယ်ဆိုတာကြီးပဲသူ့ရဲ့အကျင့်နဲ့အပြောလေးတွေကြောင့်မတယောက်ပါစက်ကလေးကိုအုပ်ကာကရှင်းမိလိုက်တော့တယ်အသက်ငယ်ငယ်ရွယ်နဲ့ချစ်စရာကောင်းတဲ့မောင်ကိုသူမတော့အရှုမှုကိုဆွဲလန်းနေပြီဖြစ်တယ်မတယောက်မောင်ရဲ့နှကမ်းလေးကိုရှုပ်ကနေကန့်နှန်းချလိုက်ရမောင်ကတော့သူမရဲ့နှကမ်းကိုအတင်းပြန်ဆုပ်ယူနေတယ်ဂုဏနာတယောက်ကလည်းမရဲ့နှကမ်းလေးကိုအပေါ်သွားချွန်လေးဖြင့်ခက်ဆက်ဆက်လေးကိုက်လိုက်ရမတယောက်အင်္ဂနဲ့မျက်ရည်လေးစွန့်နေလာတယ်ဒါပေမဲ့သူ့ရဲ့လေတိုင်းကိုမာကင်ပေးနေတဲ့အနမ်းဆိုင်ခဲတွေကြောင့်မတယောက်ကိုလေးတုံကတဟူဟူကွတ်ထိုးနေတယ်အသေးရစရာလေးပဲလူကိုပြုစုပေးတဲ့နေရာမှာအသက်ရွယ်လေးနဲ့ပဲမလိုက်လေတိုင်းကိုသူနမ်းနေရင်ရှာလာတဲ့သူ့ရဲ့နှာမုတ်ချက်လေးတွေမှာနှွေကနေနဲ့စိတ်တက်လာတယ်ကြာလာတော့မလည်းမနေနိုင်တော့လောက်အောင်ဖြစ်လာတော့တယ်သူကတော့သူမရဲ့လေတိုင်းကိုနမ်းရင်လက်တစ်ဖက်ကမရဲ့ကျိတ်တမဲကျိတ်ကိုဆွဲပြုတ်ရနေပြီဖြစ်တယ်မရှင်မောင်ကြီးချွတ်ပြီလေကွာမလည်းကွာမောင်တောင်အလိုက်တည်နဲ့မအဝတ်စားတွေချွတ်နေပြီကိုမကအလိုက်မသိဘူးပဲဟောလင်းတော်မောင်လေးရဲ့ချွတ်ပေးပါမယ်ရှင်ချွတ်ပေးပါမယ်ထို့သူပြောရင်မတယောက်သဘောကျစွာပြုံးရင်လိုက်ကဂုဏနာရဲ့ကျေသေးတည်ချင်းကိုညဉ့်ညံ့တတလေးချွတ်ပေးလိုက်လျာအဖူးတင်များစွာနဲ့မောင်ရဲ့ရင်ဘတ်ကြီးကိုတွေးလိုက်ရတယ်အခုမှမြင်မှုလားဆိုတော့ရှင်နဲ့တမျိုးဖြစ်သွားရတယ်ထူဆန်းနေတဲ့ခန်းစားချက်မျိုးပဲဘာကြည့်နေတာလဲမဘာလဲမောက်ကြသားတွေကြိုက်လို့လားအိုးဟုတ်တာမရဲ့ပန်းလေးကအသင်းဖြစ်နေပြီမရဲ့မတယောက်မသိလိုက်ချိန်မှာပဲသူ့လက်ကြီးဟာသူမရဲ့အနာတွေစောင်းတူနေပြီဖြစ်တယ်သိကြတာကတော့အည်တွေဆွဆွဲနေပြီဖြစ်တဲ့ပန်းလေးကိုမောင်းအသေးခိုက်ပွဲကလိနေတယ်တကယ်လူဆိုလေးပဲဂုဏနာတယောက်ကတော့ကိုလုံးချုံနဲ့မတ်တက်ဆက်ပေးနေတော့တယ်မကလေအပေါ်ကနေဖီးမြင်နေတဲ့မောင်ရဲ့မျက်နှာကလေးကိုမော့ကြည့်လိုက်ပြီးအသားချောင်းရဲ့အစင်းကိုလက်ပြက်ခိုင်းလိုက်ကထိပ်ပြားလေးကိုချွတ်ချင်းဆုပ်တယ်လို့ရှာပြမှွေလိုက်တဲ့အခါမောင်တယောက်ကော့တက်ခါအသားချောင်းကြီးကပူတမ်းလာတယ်ဒီချိန်မောင်တယောက်နောက်တစ်ဆင့်သွားဖို့အကောင်းဆုံးချိန်ဖြစ်တယ်ဒါကြောင့်သူဟာမအဲ့ဒါဆိုရှားပြီလေသူကထို့သူပြောလိုက်တဲ့အခါမလည်းသူ့ကိုမျက်နှာစွာကြည့်၍ထားရလိုက်ခါမောင်လည်းလေးတစ်ဖက်ကိုကန်ဆွဲလျက်ဂရင်မောသူ့နောက်ပြန်တပြေးပြေးလဲလျောင်ချလိုက်ရမောင်နဲ့ရင်ချင်းဆက်သွားတော့တယ်မောင်တယောက်လက်တစ်ဖက်ကိုမရဲ့ကြောက်အောင်မနေကပကုံသူရှုကဖတ်လိုက်ရင်
မလုံနိုင်အောင်ချုပ်လိုက်၍ကျန်လက်တစ်ပတ်ကသူ့ရဲ့မာတောင်းနေပြီဖြစ်တဲ့အသားကြောင်ကြီးကိုကန်ကမရဲ့ပန်းလေးတွေကိုထည့်လိုက်တော့တယ်အဲ့ဒီဟာပြီးတဲ့နောက်မှာတော့မောင်ကသူ့သိချစ်တဲ့မောင်ကိုသူတို့ရဲ့အချစ်ကဘာလေးစီကိုခေါ်ဆောင်မှုအတွက်မတယောက်ကလည်းအလူအလဲအကျိတ်ခံပေးရင်အထက်လူကောင်းစီဖို့ပြစ်ချေယူနေတော့တယ်မောင်တယောက်ကတော့နှစ်သူကျူပြက်ဖြစ်နေတော့တယ်နှစ်ထင်ဆက်တွေမှာတော့ချွေးစာအနေငယ်စွတ်နေလေရဲ့မတယောက်မောင်ရဲ့နှစ်ထင်ဆက်ကိုလက်ကလေးဖြင့်ချွေးတုပ်ပေးလိုက်တယ်မောင်ကိုကြည့်နေရင်ခက်မြန်မြန်ပဲစတင်ပြီးအချစ်ကျန်းနေတော့တယ်ပိုးရခံစားချက်ကောင်းနေတော့တယ်မောင်ပြီးတော့မယ်ထင်တယ်မပြီးမှာပဲလေမဟုတ်ရင်မတယောက်မောင်ကိုစူးစူးလေးနဲ့ကြည့်ရင်မောင်ကတော့အစိမ်ကိုတဖြည်းဖြည်းရှော့ချသွားကမရဲ့ပန်းလေးတွေကိုအချစ်ရည်ပန်းထည့်လိုက်တယ်ပြီးတဲ့နောက်မှာတော့မရဲ့ကိုယ်ပေါ်လေးကိုမှောက်အိတ်လိုက်ရင်မင်္ဂလာဦးညကိုမော်ဟိုက်ကြီးနေစွာဖြတ်တန်းခဲ့ကြတော့တယ်မနက်ကင်းလေးအစားပြချိန်မှာတော့အဖြူရောင်စောင်းတထည်တွေကိုအတူတူခြုံထားကအဝတ်စားတွေရဲ့တခုမှမပါတဲ့သူတို့မြေမခါကတော့ဦးနဲ့စွာနိုးလာလေးပြီဖြစ်တယ်အသက်ကိုမျက်ချီနေချင်နဲ့ရှူဆိုင်နေရသည်မှာချစ်စရာကောင်းနေတဲ့မောင်တယောက်ရဲ့အပြည့်အနာစားကင်းတဲ့မျက်နှာအနှံ့ကိုမတယောက်နှခမ်းရတွေပွတ်နေတော့တယ်သူမရဲ့နေရာလက်မကျအောင်နန်းနေမှုကြောင့်မောင်တော့နိုးလာပြီသူမဝဝတတနဲ့ကြီးကပြုံပြနေတယ်မောင်အရင်ပြင်မှန်တာပဲသိလားချဲပြပြနဲ့စကလုံးတွေကတခြားတက်ကိုချိုးနေကအပြုံလှလာလေးနဲ့သူ့ကိုမေးထောက်ကကြည့်ရင်ထားတော့မနှက်စာစားရအောင်လေပင်မနိုင်တာတွေပြတ်အောင်ရေချိုးလိုက်မရင်ချိုးပါလေဒီဖတ်ဟုတ်ပြီလားမွတ်ချစ်စရာလေးပါလားရှင်ဟုတ်ကဲ့ပါရှင်ကဲဒါဆိုစောင့်နေနော်ဟုတ်ကဲ့ boss လက်ချောင်းတစ်ချောင်းကိုနှစ်တင်ကိုထိလိုက်ကမကိုအလေးပြုတဲ့ပုံလို့ရင်မောင်တယောက်မရဲ့ကြောပြန်နောက်ချမ်းကိုကြည့်ကကြံငယ်လေတော့တယ်ခမဂုဏနာတယောက်ကိုလုံးပလာကိုအတွင်းကဘောင်းမီလေးသားဝတ်ခဲ့ပြီးသူ့ကိုအမျက်စောင်းနေတဲ့ရောက်ဖလေးကိုစီယုံရဲ့မနှက်စောစောစီတကားလာခောက်ခြင်းဖြစ်တယ်သူ့ကိုနိုင်မကတွေ့လေတဲ့အခါမျက်လုံးတွေကပြာရခတ်စွာအထက်အောက်ဆုပ်ဆန့်ကြည့်နေတယ်ဟေ့နိုင်မော်နေအကိုမင်းကိုလာနှုတ်တာအကိုဝင်လာလို့ရမလားနိုင်ဟာယောက်ျားလေးဖြစ်တော့လေအနေအေးအေးနဲ့နွညံ့ညံ့လေးနေတတ်တယ်သူ့အမှနဲ့ပတ်သက်တာကလွှဲရင်သဘောထားကြီးတယ်ကုဏနာတယောက်နိုင်မိမိကိုအမြင်ကြီးစေရဲ့ဘယ်လိုလုပ်ရမှမသိ၍ရက်ခုလေစောစောစီစီလာနုကနှုတ်ဆက်နေခြင်းပဲပြောပါအောင်ခမနိုင်ရလေကွာအကူကနိုင်ကိုကြောင်းပံမိမှာဆိုလို့လာနှုတ်ပေးတာလေအခုကျွန်တော်နိုးပြီမလားဟုတ်တယ်လေနိုင်ကအကူလာမနှုတ်ခင်အရင်နိုးနေတာဒါဆိုလေနှက်ခမ်းတစ်ချောင်းစောင်းတရင်ပြောလိုက်တဲ့နိုင်ရဲ့ပုံစံကိုခုံနာရဲ့ချင်းမိသွားတယ်သို့ပေမဲ့သူ့ကိုပြည့်တည်ပြက်တည်ကိုထင်ကစိတ်သက်စင်ခုမှဆို၍မရေလိုက်တော့ပဲကြောက်အံ့သာကောင်းညင်လိုက်ကမရဲ့အခန်းစီကိုပဲပြန်လေတော့တယ်သူ့အခန်းသူရောက်တဲ့အခါမတယောက်ရှေချိုးကနေမှမထွက်လာသေးပါဒါကြောင့်ကလေးမထိုင်ဆောင်လျာခဏကြာတွင်အပြင်ကတကားလာခောက်တယ်တေချာတီကတော့အိမ်အကူပဲဖြစ်ရမယ်သူခါကိုအဝတ်စားပတ်လိုက်ပြီးတကားသွားဖွင့်လိုက်တယ်သူထင်တယ်လို့ပင်အိမ်အကူတော်လေးဖြစ်တယ်ကျွန်တော်တို့နိုးပြီတော်လေးဟုတ်ကဲ့ကိုလေးအကိုလေးအဲ့တဲ့ရောက်နေလို့ပါဘသူလဲတော်လေးအကူလေးရဲ့ဒေါ်လေးဆိုလာပဲပြမိမိစီကိုလာလျှောက်တဲ့ဒေါ်လေးနဲ့သားပြက်သူကိုဂုဏနာတယောက်ထွက်တွေ့လေရာဧကန်တွင်မျက်နှာကျဆိုင်လျက်ပင်သူကကြည်စိမ့်စိမ့်တွေနဲ့ကြည့်နေတော့ညာဒေါ်လေးဖြစ်သူနဲ့သားကတော့ဂုဏနာအပေါ်လှုပ်ခဲ့တာတွေမှအဆက်မရှိပြုံးစစ်စစ်မျက်နှာမျိုးတွေလှုပ်ပြနေတယ်ရွှေရှိမှအမျိုးတော်ဘူးဒီမှအစည်းလာခေါ်ဆိုတယ်လို့ဆက်ခုလေဂုဏနာကတထေးမလေးနဲ့လက်ထပ်လိုက်တယ်ဆိုတော့ငွေလာညစ်ချင်မဖြစ်မယ်ကဲပြောပါအောင်ဒီကိုဘာကိစ္စသားရလေကွယ်ဒေါ်လေးနဲ့သားကူကကိစ္စစီမှာလာရမှာလားသားရဲ့လွမ်းလို့လိုက်လာမိတာပေါ့ကွယ်ဟုတ်တယ်ညီလေးရအကိုလည်းညီလေးကိုတတိယနေတာတခါမှမကြားဘူးရလေတဲ့စကားသာချွတ်ချွတ်တွေကုံနာတယောက်နှက်ကတစ်ချက်မဲကပြုံးလိုက်၍သားတယ်လားတော်ကြပါဗျာမရေချင်လို့ပါခေါ်ပါအောင်စက်တုံးကောင်တို့ခွေးကောင်တို့ထိုးတို့ဆိုလေတဲ့အခါဒေါ်လေးဖြစ်သူရဲ့မျက်နှာနဲ့အကြည့်တွေကသူ့အပေါ်ကိုတနာကယူနာသက်စွာကြည့်နေတဲ့ပုံမျိုးပဲ။အိုကွယ်အဲ့လိုတော့မပြောပါနဲ့။ဒေါ်လေးနဲ့သားကိုလေနောင်နာတွေတကယ်ရှာပါပြီ။ပြီးတော့သားလေးဆင်းသွားတဲ့နေ့ကစပြီးတော်စမ်းပါ။သူထိုးထိုးအုပ်လိုက်တဲ့အခါဒေါ်လေးဖြစ်သူလက်ပြန်သွားပြီးဖစပ်ပိတ်သွားကဂုဏနာကမချီမဆန်တဲ့အပြုံးနဲ့ပြုံးလျက်ဒေါ်လေးလေးဝေတာကျွန်တော်သိတယ်။အခြားသူတွေကသာမျက်နှာချွတ်သွားသွေးကျွန်တော်ကိုလှမသွေးနဲ့။သားရဲ့ပြောလှူရင်းကိုဖာကိစ္စရောက်လာတာလေသူတို့ဆိုလိုက်တဲ့အခါမှာတော့ဒေါ်လေးဖြစ်သူတင်းသွားလေးပုံပဲသို့ပေမဲ့တီးခံကတော့
မျက်နှာချိုသွေးနေသေးတယ်ဒီလိုပါကွယ်သားတို့တော်လေးတို့နေခဲ့တဲ့အိမ်လေးလေအခုအဲ့ဒါပြက်မြက်ခြင်းလို့ငွေလေးအကူကြီးလာတောင်းတာပါကွယ်နောက်ဆုံးတော့လေငွေလိုချင်လို့လာတာကိုဖွင့်ပြပြီးဖြစ်တယ်ကုန်းနနာတယောက်အေးဆက်စွာကြည့်နေရင်ငွေဘလောက်လဲသားလေးတော်လေးကို40လောက်ပဲကူညီပေးပါဘလို့40သိန်း40ဟုတ်လားဟုတ်ပါတယ်သားရဲ့သားအနေထားနဲ့ဆိုဒီငွေကမပြောပါတော့ပေမဲ့အန်တီတို့အဖိုးတန်ကြီးတော်ပါတော့အန်တီတို့အခုထွက်သွားတော့အခုမှလက်ထပ်ပြီးတာတိတ်မကြသေးတဲ့မစီကငွေသိန်း40လောက်ကြီးကိုတောင်းမယ်ဆိုတော့ငွေမလို့လက်ထရရှောက်သွားလိမ့်မယ်မဟုတ်လားမိမိကိုလာရှုပ်တဲ့တော်လေးဖြစ်သူနဲ့သားကိုထွက်ပေါက်စီလက်ညှိုးထိုးပြကထွက်သွားဖို့ပြောလိုက်တယ်သားတော်လေးကိုကူညီပါနော်တော်လေးအကူညီရဲလို့နေလို့ပါသားရဲ့နော်တော်လေးကိုကူညီပါနော်သားကျွန်တော်မှအဲ့လိုငွေဘယ်ရရှာမှာလဲမရှိဘူးသားမိမကဘောစီပဲသားပြောပြီးရင်ရှာမှာပါဘလို့ခမရမလို့ပြောထွက်တယ်နော်မနေ့တနေ့ကမှလက်ထပ်ထားတဲ့ကျွန်တော်မိမကိုကျွန်တော်ကငွေအမောက်အများကြီးကိုတောင်းရမယ်တောင်းခိုင်းတယ်ခမရတို့မဆက်ပြီမယ်ကျွန်တော်ရှက်တယ်ဗျကုန်းနနာတယောက်ဒေါသနဲ့အတူထရလိုက်ရာဒေါ်လေးဖြစ်သူကလည်းခက်မမပုံမြဲထရတယ်ဒေါ်လေးကကုန်းနနာကိုလက်ညှိုးငေါထိုးရင်နင့်ကိုကျွေးမွေးခဲ့တာမှမထောက်ကျွေးမွေးခဲ့တယ်ဟုတ်စားကျွန်တော်ရတဲ့ဝင်ငွေတက်လာ2သိန်းရတယ်အဲ့ငွေနဲ့ဒေါ်လေးတို့ထိုင်စားနေပြီးကျွန်တော်ကိုကြိတ်စေထိုးနှက်နေခဲ့တာအဲ့ဒါကျွန်တော်ကိုကျွေးမွေးခဲ့တာလားကျွန်တော်သိမပြောလိုက်ချင်မို့ဒေါ်လေးသူတို့ပြောနေစေမတယောက်ကုန်းနနာရဲ့ဘေးကိုရှောက်လာတယ်မောင်ဒီမှာဘာတွေဖြစ်နေတာလဲသူတို့ကသမီးလေးဒါသားလေးရဲ့ဇနီးလေးပေါ့လေအိုးအသားရည်လေးကကောင်းပြီးချစ်စရာကောင်းလိုက်တာတတိမလေးဆိုတော့မျက်နှာကျော်ကအမျက်ကက်စရာကောင်းအောင်ပြောင်းသွားတယ်ကုန်းနနာကတော့မ့ကိုဒေါ်လေးတို့စီမှာပြက်ဆွဲခေါ်လိုက်တယ်ဒေါ်လေးပြန်လိုက်တော့အိုသားရဲ့ဒေါ်လေးတကယ်ကိုအန်တီတို့ကဘာအကူကြီးလိုအပ်လို့ပါလဲအိုးသမီးလေးကသဘောကောင်းမဲ့ပုံမဲ့နော်ဒီလိုပါကွယ်အန်တီကသားလေးနေခဲ့ဘူးတဲ့အန်တီတို့အိမ်လေးပြစ်ချင်းလို့လေအဲ့ဒါသားလေးစီငွေသိန်း40လောက်လာအကူကြီးတောင်းတာပါဒေါ်လေးဖြစ်သူကတော်တော်မာယာများတယ်ရှက်ခုလေဝမ်းနေတာပေါ့နဲ့တပ်ပြင်းကြီးချနေတယ်သမီးလေးရဲ့သမီးမျိုးသားကခါတီတီညင်းတယ်သမီးလေးကသူ့ကိုငွေပေးမကင်ဘူးတဲ့သမီးစီရမှာပဲသူနေရတာဒေါ်လေးဒေါ်လေးမပြောပါဘူးဂရီပေးထားတာကိုပြောမိသွားတာဒေါ်လေးတောင်းမှမာတယ်သားဒေါ်လေးတကယ်တောင်းမှမာတယ်ခုံနနာနဲ့မာကြစိတ်ဝမ်းကွယ်အောင်လှုပ်နေတယ်ပြန်တယ်ခုံနနာတယောက်စိတ်လေးပြတ်မတင်လွဲသွားမိကလေးစိုးရင်နေမရဲ့ပခုံးလေးကိုဖတ်လိုက်လေရမင်းမကွယ်ရမှာမကိုမကောင်းပြောတယ်ပေါ့လေမဟုတ်ဘူးမဟုတ်ဘူးခုံနနာညင်းနေတော့လေမတယောက်ဟာဘာမှနားမတောင်ချင်တော့ပုံစံနဲ့အိမ်မော်တက်သွားတယ်ထို့အခါကုန်းနနာလည်းနောက်မှသာပြေးလိုက်တော့ရကုန်းနနာဖြစ်ပုံကိုကြည့်၍ဒေါ်လေးဖြစ်သူကတဟဟာနဲ့ကြည်ကြည်နက်နက်ကြည့်ရင်ကုန်းနနာမင်းဆိုတာအခုမှအတောင်စုံမလို့ပဲရှိသေးတာပါမင်းဒေါ်လေးကိုမင်းကြောလို့ရမလားဒေါ်လေးအမေရအခုတော့အတောင်စုံကစားသူ့ခမအတောင်ကျူးရတော့မယ်အမေသိရစက်တယ်ဗျာသားမင်းနဲ့ရောက်ကြည်ကြည်နက်နက်ကြည့်အောင်ဝဲခန်းနေလေရပဝန်းကျင်ကိုပဲမကြည့်သူ့အချိန်အပေါ်ကနေအစအဆုံးကြည့်နေတဲ့နှိုင်းမခါကအနားတွင်ရှိတဲ့ရေအပြင်းနဲ့ကြမ်းတက်ရည်စလုံးကိုယူကထောင်လောင်ချပစ်လိုက်တယ်ဘာတွေလဲအမေစက်ပြားတွေနဲ့ကြမ်းတက်ရည်တွေအန်တီတို့ကိုတို့ sorry နော်ကျွန်တော်ကအိမ်ထဲမှာပုံနှံနေလွင့်နေလို့ကြမ်းတက်ရည်နဲ့ဆေးနေတာထို့သူအနိုင်ပိုင်းကကျင်းနဲ့သွားလိတော့နှိုင်းမခရှုံးမာတဲ့သားအမေကိုငုတ်ကြည့်နေရမှခြာကနေကြောပြီးကကိုခန်းထဲကိုဝင်ခဲ့တော့တယ်မခဏနေပါအောင်ကွာလို့ကုန်းနနာတယောက်စိတ်ဆိုးသွားလိမ့်ပြီအထင်နဲ့မနောက်ကနေထက်ကြမကွာလိုက်ခဲ့လေရာသူ့ကိုပြန်လဲ၍မကြည့်ထို့သူနဲ့အခန်းထဲကရင်မောတယောက်ဝင်ထိုင်လိုက်တယ်ကုန်းနနာတယောက်တကားကိုပိတ်လိုက်ရင်မောင်ရှင်းပြမယ်နော်သူတို့ပြောလေတဲ့အခါတယောက်လက်ကပြလာတယ်မောင်တို့ပြောနေတာတွေအကုန်လုံးအပေါ်ကနေကြားပြီးမြင်ပြီးပါပြီဗျာတကယ်လားထူတော့ဝမ်းသာသွားတဲ့လေတန်းနဲ့ပျော်သွားလေကသူ့ကိုပြုံးလျက်ကြည့်၍ဟုတ်တယ်လေမောင်တော်လေးကတအားဆူတာကိုအဲ့ဒါကြောင့်မောင်ကိုစိတ်ဆူးချင်အောင်ဆောင်လိုက်တာဟောဗျာတော်တော်လေးနဲ့မောက်မိမလွတ်နော်ကုမ္ပဏီသွားရအောင်ကုန်းနနာတယောက်ကိုဖတ်ထားရအုံမိုင်းစီဝင်နေတဲ့ကောင်းကင်ကြီးကို
ပြတဲ့မောင်မနေကလက်ညှိုးထိုးပြလိုက်တယ်ဟိုမှာကြည့်လေမိုးတွေအုံနေတယ်မရဲ့မောင်စိတ်မချဘူးဒီနေ့မသွားနေတော့ကွာကုန်းနနာတယောက်အလုံနာဖို့ပြောရုံရှိသေးတယ်မကချက်ချင်းပဲနှကန်းလေးစူပုတ်လာတယ်နှကန်းလေးစူကစိတ်ဆိုးနေပြန်တော့မဟာကလေးစိုးလေးတယောက်အလားချစ်စရာကောင်းနေပြန်တယ်ကုန်းနနာတယောက်မရဲ့ဖြစ်ပုံကိုအသေးရလျက်ပါးတစ်ပတ်ကိုကောက်ခံငင်ကဆိုတယ်လို့ရှုပ်ခနဲ့ကန်နှမ်းလိုက်တယ်ဟာဒီကောင်းလေးမောင်ရဲ့ထီတွေ့မောင်အယူရာတွေနဲ့အချော့ခံခြင်းနေလေတဲ့မတယောက်မောင်ရဲ့နှကမ်းမလေးနဲ့အနက်တကျရရုံနဲ့ပဲအကြီးပြောကြသွားတယ်မောင်ကိုပြန်နှမ်းလေဗျာနော်ကလေးလေးလိုမျိုးကနှကမ်းစူပစ်လိုက်တယ်မနှမ်းဘူးပေါ့မနှမ်းဘူးဟောခုနနာတယောက်ခါတော့ခါသူမလေးကိုဟန်ပါပါနဲ့ကြည့်နေလေရဒါဆိုမပဲမောင်ပါကိုနှမ်းမလားမောင်ပါပဲမနှကမ်းကိုထိတွေ့ရမလားတခုပဲရွှေအော်ချလောက်စရာကောင်းလာတဲ့လူပလိကလေးပဲမတယောက်သူ့ကိုကြည့်လျက်စေမိလိုက်ကသူ့ကောင်းလေးကိုဖတ်ပြီးနှစ်ဖူးကိုအနက်တစ်ချက်ပုတ်တက်လိုက်တော့တယ်ည6 နာရီခွဲချိန်မှာဟယ်လိုနိုင်မခါတယောက်ပြင်းချချဖြစ်နေရဲ့ကလက်တရံအတွက်ဂျူကာကိုဖုံးပြန်လှမ်းခေါ်မလို့ဖြစ်တယ်တပတ်ကဂျူကာတယောက်ကဖုံးကင်လေးပြီးခက်အေးအတန်းနဲ့ပြောလေညီလေးနိုင်ဟုပြန်ပြေးလာတယ်အကူဒီညကျွန်တော်နဲ့ကလက်သွားရအောင်အပေါ်လိုက်ပေးနိုင်မလားဟာအကူကလည်းကြောင်သားလေးကလတ်တလူစားတာပဲပြီးတော့ကျွန်တော်10 နှစ်ရောက်နေပြီနော်ကဲပါလိုက်တာလိုက်ခဲ့စမ်းပါโอเคဒါဆိုကျွန်တော်လာခေါ်မယ်အခုလာပြီနိုင်မခါတယောက်ကလတ်သွားဖို့ရန်အတွက်ရှုစမှုအပြည့်နဲ့ပြင်ကထွက်လာခဲ့လေရာကြောင်လေးလေကားဆုံးရေခဲတဒါနာမှာကုန်းနနာကိုတွေ့လိုက်ရတယ်အောက်ကသာသူကြည့်ပြီးလာခဲ့တာကြောင့်ရှေ့မှာကုန်းနနာစီလေးမှသူမသိဟုတ်ကနေဆိုသလိုမြင်လိုက်ရလေရာခြေလမ်းတုတ်သွားပြီးလက်ဖြန့်သွားတယ်ဘဲလည်းကြီးဘဲနေနေစိတ်ကုန်လိုက်တာကုန်းနနာအားချစ်ပေါက်သူပြောလေပြီးကြော်ပေကထွက်ခဲ့တာကုန်းနနာတယောက်လက်ပွားနှစ်ဖက်ဖြန့်လိုက်ရင်ပတ်ကုန်းတစ်ချက်တွန်းလိုက်တယ်ဘာလဲဟာကဲပါကိုယ့်ဟာကိုအပေါ်တက်တာပဲကောင်းပါတယ်အဲ့နေအောင်မိုးရွာနေတာကိုဟိုကောင်ထီးယူမသွားဘူးထို့တော့ပင်ရှေ့ရွနေတော့ရှိသေးနိုင်မခါတယောက်ပြေးဝင်လာပြီးတောင်းတောင်မှထောင်ထားတဲ့ထီးကိုလာယူတယ်တကယ်ငစိုးငတေးလေးကုန်းနနာတယောက်အခန်းထဲသူရောက်လေချိန်မတယောက်ကပတ်လန့်နေတာပြည့်စောင်းလေးချုံကသူ့ကိုကြည့်နေတယ်သူမရဲ့အကြည့်တွေကထူးဆန်းနေတကူကိုဘဝင်မကြတော့ပုံစံမျိုးဖြစ်နေတယ်ခုံတနာမကိုမျက်ခုံးပင့်ပြလိုက်ရဲ့ဘာလို့လဲမပါရမလဲအပြင်မှာဒီလောက်အေးနေတာကိုအိမ်ကြီးပါလေနဲ့သူမထို့သူပြောလေချိန်ကုန်းနနာတယောက်မှောင်မင်းနေတဲ့အပြင်မှာမိုးရွာနေတာကိုလှမ်းကြည့်လိုက်ပြီးမကိုတစ်ချက်ပြန်ကြည့်လိုက်တယ်ပြီးတော့သူကချုံမင်းစွာပြောလေရဲ့အင်းကြီးပါလေနဲ့သူကအေးနေတာလားစောင်းကြီးနဲ့လူကအေးနေတာလားကုန်းနနာရဲ့မျက်လုံးတွေကစောင်းကြီးကိုအတင်းအကျပ်ခြုံထားတဲ့မှတကူလုံးကိုစုံစမ်းပြီးကြည့်ရင်ပြောလိုက်လေပြီးရက်နေရမှာသူ့မလေးရဲ့ဘေးကိုဝင်ကပ်လိုက်ကစောင်းနဲ့တိုးဝင်လိုက်တယ်နှွေးတယ်တကယ်ပင်နှွေးနေတယ်နှစ်ယောက်တူပိုးကပ်ပြီးနေရတော့ရှင်းခေါင်းတန်တွေကိုအတိုင်းသာကြားနေရတယ်လို့တယောက်နဲ့တယောက်အကြည့်တွေကြောင့်လဲနှွေးထွေးနေတယ်ခုံနနာတယောက်မောက်ကိုဖတ်ချလိုက်ရင်နှွေးလာမှအစောအနေနဲ့အေးနေပေမဲ့အခုမောင်ကဖတ်ချပြီးတော့နှွေးထွေးသွားရတယ်မတယောက်မောက်ကိုကျေးဇူးတင်တဲ့မျက်လုံးတွေနဲ့ကြည့်နေရင်မနှခမ်းလေးကိုဖေးကကစုံကုန်လိုက်တယ်အခုတောက်လေဗျာအကူကလည်းညီရှော့တောင်းလေကွာညီမူးနေပြီပဲစူစူပူပူတန်စန်တီးလုံးနေကာခုံနေကြတဲ့ကလတ်တစ်ခုရဲ့စပွဲဝိုင်းတစ်ခုမှာဂျူကာတယောက်နိုင်မခနဲ့တူတူထိုင်တောင်းနေရင်ဂျူကာကတော့တိတ်မတောက်ဖြစ်ပါတကူကူဆိုနှစ်ယောက်စလုံးမှောက်သွားလို့မဖြစ်ဘူးမဟုတ်လားနိုင်မခကတော့အရွယ်လေးနေမှမလိုက်အတော်လေးတောင်းနိုင်တယ်မူလေမူနေပြီဖြစ်တယ်အကူဟာနိုင်ပေလေထားရခါရင်ရင်စွာနဲ့တနေရရာကိုသူသွားတော့မှပြည့်၍ဂျူကာတယောက်လက်ဆွဲကတားလိုက်ရတယ်သူအခါလဲနေတဲ့ကောင်ကိုနိုင်မခမော်ပြီးကားခုံနေတဲ့လူအုပ်ကိုလက်ညှို့ထိုး၍ဟိုလေလာမကချင်ပါဘူးကွာလာညီမင်းမူးနေပြီထိုင်းနေဂျူကာတယောက်တားတော်လည်းမရနိုင်မခကသူ့လက်ကိုအတင်ဆွဲခေါ်လိုက်ရထိန်ရင်တရင်နိုင်တော့ကိုလိုက်ခဲ့ရတော့တယ်အာယာလာအကူကရအောင်ဒီလူကမူးနေတဲ့နိုင်တယောက်ဂျူကာရဲ့လက်နှစ်ဖက်ကိုနောက်မှကိုင်းကလှုပ်ရန်ကဖို့တင်ပြနေသေးတယ်ဂျူကာတယောက်နိုင်ကိုထိမ့်မနိုင်တော့ပြီဖြစ်တယ်ဒါကြောင့်သူဟာနိုင်လက်ကိုဆွဲခေါ်ရင်စပွဲမှာပြန်နိုင်ခိုင်းလိုက်တော့တယ်နိုင်ထိုင်မအောင်ကွာအရက်မှာပြီးဟာတော်ပြီလေနိုင်ဘာလို့အဲ့လောက်တောက်ချင်နေတာလဲနိုင်စိတ်ပြက်လို့ဘာလို့စိတ်ပြက်တာလဲအကိုလားဟာဗျာခေါင်းတွေအတင်စမ်းခါကမ
မတ်တထရလေးပြီးကျူကာရဲ့လက်ပင်ကိုတိုင်းကဖတ်လာပြီးမူနေတဲ့မျက်နှာနဲ့သူရီဝေကကြည့်နေတယ်အကူကစိတ်ပြက်စရာမကောင်းဘူးကြည့်ပါလားအကုမျက်နှာမျက်မှန်ပေးဆိုကမျက်မှန်ကိုသူချွတ်ကနေဆွဲယူလိုက်တယ်ကျူကာတယောက်သူ့စီကချော့မော့ကတောင်းနေရတယ်ဒီမှာကြည့်ဟောဗျာမျက်မှန်ကလေးကိုအတင်းလူကကောက်ဆွလိုက်ရအသေးရစရာကောင်းနေတယ်ဖြူဖြူဆွဆွအသားရည်လေးနဲ့သူမျက်မှန်လေးနဲ့ဆိုတော့ကြည့်ရတာကလေးလေးနဲ့ပုတ်တူးနေတယ်ကျူကာတယောက်သူရှောက်မသွားဘူးသူ့ပခုံးပေါ်လက်တင်ကကင်ထားလိုက်ရင်ဖုံးကိုထုတ်ကြည့်လိုက်တယ်အချိန်အားဖြင့်တော့9 နာရီခွဲနေပြီဖြစ်တာကြောင့်ပြန်နေကြနေပြီဖြစ်ရာနိုင်ရဲ့မျက်နှာကိုစစ်စစ်ကြည့်လိုက်ရနိုင်ဗျာကိုတို့ပြန်ကြရအောင်ပေးလေဟုတ်တယ်လားယောက်ျားချင်းကြီးနော်ကျွန်တော်ဝါသနာမပါဘူးကွာဒီကောင်လေးကတော့ပြေးပေါက်တွေမားကောင်အောင်တွေးပြန်ပြီမင်းလေးရဲ့အိမ်ကိုပြန်မလေးကွာသူထိုးသူပြောလျာမျက်လုံးကိုတော့နှိုင်းမဖွင့်ပြုံမျိုးကြီးနဲ့ခေါင်းညင်ရင်โอเคဟူသောပုံစံနဲ့လက်ဝိုင်းပြလာတယ်ငမူးကောင်အိပ်ပျော်နေတာကြည်စမ်းနိုင်ရဲ့ကားကိုဂျူကမောင်းခဲ့တာနိုင်ကိုပြန်ဖို့လျာစကူနိုင်ရဲ့အိမ်ဝါကိုရောက်ရှိနေပြီဖြစ်တယ်အရက်စိန်နဲ့တက်လန်လုံးသူအိတ်လိုက်လာသည်ဖြစ်ပြီးစကူလည်းအိတ်လျက်ပင်နိုင်ရိုးရိုးခေါ်နှိုးတော်လည်းမရဂျူကတယောက်လှုပ်ရံကနှိုးလေချိန်မှာခေါင်းလေးအနှဲငယ်လှုပ်တယ်ပြီးတဲ့နောက်မှာတော့မပွင့်တဝဲမျက်လုံးနဲ့ဂျူကကိုကြည့်လျက်အကူမူးနေတဲ့အတန်းဆိုတော့ချွဲပြက်နေတယ်လို့ပဲဟေးအိမ်ရောက်ပြီလေညီကျေးဇူးဆိုတဲ့စကားနဲ့တူဖြတ်ခနဲ့ဆိုတယ်လို့ဂျူကကိုသူဖတ်ပြလိုက်ရဂျူကတယောက်ကြောင်အန်းနဲ့တားမြစ်မိလိုက်ရင်နိုင်အမကိုဖုံးခေါ်လေတကားလာပွဲမို့မခေါ်ရဘူးဒါဆိုဘယ်လိုလုပ်မလဲဘယ်လိုလုပ်ရမလဲဟိုကောင်ကိုဖုံးလောက်ခေါ်လိုက်လေအိမ်ဘက်ကိုလက်ညှိုးတထိုးထိုးနဲ့နိုင်ပြောလေတော့မှဂျူကတယောက်သဘောပေါက်သွားကဖုံးကိုဖွင့်လိုက်ပြီးခုံနာကိုလှန်ခေါ်လိုက်တယ်အတူတူချစ်ပွဲဝင်ကပင်မနဲ့အချိန်ကြောင့်နှဲချိုက်စွာနှစ်ယောက်သာအိပ်ပျော်နေကြသည်ဖြစ်ကဂျူကရဲ့ပထမအဝယ်ကောကိုကုံနာမသိလိုက်နောက်တစ်ခါခေါ်လာမှကမိုးကဆုနဲ့ကိုင်းလိုက်တယ်ဘာလဲဂျူကအေးငါလာပြီအိတ်ကောင်းနေသည်ဆိုတော့သူမထချင်ကောင်းတစ်ချက်ကုတ်ရင်ထလိုက်ကဘေးဘက်တွင်ပုံချနေတဲ့ညာဝက်ကိုကောက်ပတ်ပြီးကြိုစီလိုက်တယ်အဝတ်စားမပါစောင်းလေးသာခြုံထားတဲ့မတ်ကိုသူ့ကြည့်တွေရောက်သွားလေလျက်ခက်ညက်ညက်တစ်ချက်ပြုံးမိသွားတယ်ပြီးတဲ့နောက်အိတ်ရှိသူထွက်ခဲ့တယ်မြင်လို့အေးပါကွာနေအောင်ချန်တကားတော့ကိုကုန်းနာလှည့်ဝင်ပေးလိုက်ပြီးတကားကိုတစ်ဖက်သို့တွန်းဝင်ပေးလျက်ကဲဝင်လို့ရပါပြီခမသူဖွင့်ပေးလိုက်တဲ့အချိန်ဂျူကတယောက်ကားကိုအတွင်းနဲ့တွင်ခဲ့တယ်ကဲတွဲပြီးတော့တာကြီးဖေးကနေဘလို့စုံညတာလဲမူးနေတာကြည်စမ်းနိုင်ငါ့ကိုဖုံးဆက်ခေါ်တာညနေကအဲ့ဒါနဲ့ပဲမင်းရှော့တော့ခဲ့ရတယ်ပေါ့အေးဆိုကွာမင်းဒုက္ခမင်းခံလာငါ့ကိုကူတယ်ဂျူကတယောက်ကိုဖြစ်နေကိုဆိုတော့ခုံနနာကိုမျက်စောင်းပြစ်ထွေရင်နိုင်မခါကိုကူတွေးပေးကအိမ်မော်သူအတူတူလိုက်ပေးခဲ့ရတော့တယ်တောက်တန်နေလိုက်တာမင်းရောက်ပါလေကခြာတူးလန်နေရောမင်းတို့ပဲမသိဘူးကွာနိုင်မခါကိုကရင်မော်တင်ပြီးတိတ်ခဲ့ပြီးတဲ့နောက်နှစ်ယောက်သားအောက်သူတူတူဆင်းခဲ့ကြရင်ကာနာသူပြန်ရောက်ခဲ့တယ်မင်းကားမောင်လို့ဖြစ်တယ်မလားဂျူကမင်းငါ့ကိုလိုက်မပို့ဘူးလားကွာမင်းကိုပြန်ပို့ရင်ငါကြညနေနေမှာပေါ့အဲ့တော့ကားစီးသွားမနက်မှငါလာယူမယ်ဖြစ်ပါမလားကွပိုင်လို့လားအထင်သေးတဲ့အချိန်နဲ့စားနောက်ကဂျူကကြည့်လျာကုန်းနာတယောက်မတိတတင်နဲ့ပြုံးလိုက်ရင်ဂျူကနာနာသူကက်လျက်ဖြစ်ပါတယ်ကွာငါပါကွဘလို့လဲအခြေအနေလေးမင်းကိုမင်းမမကတန်တန်ဆွဲနေပြီလားဒါပေါ့ငါအကောင်းဆုံးချုပ်ကတ်တွေသုံးမယ်ပြီးရင်ပိုင်ဆိုင်မှုတွေအကွက်ရွှေမယ်ကွာရှင်းစာချုပ်တော့မေမေစီစဉ်ပေးရမယ်နော်ဂျူကအပိုင်နဲ့ပြောနေတဲ့စကားများနဲ့ခက်ညက်ညက်ပြုံးနေတဲ့သူ့မျက်နှာဂျူကတယောက်သူ့ကိုကြည့်ကသဘောကျစွာပြောလျက်မင်းမျက်နှာကြီးနဲ့မင်းစကားတွေမင်းမမသာကြားရင်တော့ခေါင်းနဲ့ဆင်းရမယ်နော်အဲ့လောက်လည်းမပူစမ်းပါနဲ့ကွာကဲငါသွားပြီအေးဂုဏနာတယောက်ဂျူကထွက်သွားပြီဆိုရင်ခြံတကားကိုပြန်ပိတ်ခဲ့ရင်အိမ်ဘက်ကိုပြန်လဲခဲ့လျက်မိရောင်တွေဝင်းထိန်နေတဲ့သုံးရက်တိုင်အိမ်ကြီးကိုတက်မမောစွာသူကြည့်ရင်တစ်ချိန်ချိန်မှာသူ့အပိုင်ဖြစ်ရမည်ဟုသောကျိန်ဝါတဲ့အတွေ့မျိုးနဲ့ပြုံးရင်အိမ်ထဲသို့တက်လာခြင်းအထာကြကြစောင့်ဝင်ခဲ့တော့တယ်9 လခန့်ကြာပြီးတဲ့အခါမှာတော့မြေမခကိုပူစားကကုမ္ပဏီတွေဇာလူတစ်ခုကိုသူကြီးစိုးနိုင်လည်းပြီဖြစ်တယ်။မာကတော့သူ့ကိုချစ်မြဲမပြတ်ချစ်ပေးတယ်လို့
သူကလည်းမကိုတဲတဲလို့ချစ်ပြပေးတယ်သို့ပေမဲ့စိတ်ထဲတွင်တော့သူစင်ရဲ့မွေးတည်ခဲ့တဲ့အချိန်တွေကိုဂုဏနာတယောက်စိတ်နာနေလိပြီးမရဲ့စီးစိမ်တွေကိုအပိုင်သိမ့်မှုကြံစီနေခြင်းပဲဟယ်လိုမမောင်ပိုက်စာနေပြီတကူကိုသွားစားရအောင်စင်းခဲ့ဘယ်မှာစားကြမလဲဆိုရင်ဒီဘနာလေးကအဆိုင်ကောင်းတယ်လေပြောတယ်သွားကြမယ်လေဟုတ်ချစ်တယ်ဗျ see you မတယောက်ဖုံးချသွားပြီးတဲ့နောက်ဂုဏနာတယောက်လက်တော်ကိုပြန်ပိတ်ရင်မကိုစောင့်နေတော့တယ်အယောင်စင်စစ်နေရတာနဲ့ပဲအချိန်ကုန်နေပြီနောက်တစ်စင်ကိုမြင်မြင်စီစီပြီးမြင်မြင်တက်မှာပဲထိုးထိုးရေရွလိုက်ကပြုံးလိုက်ရင်ခဏအကြာမှတော့တကားခောက်တန်ကိုသူကြားလိုက်ရတယ်သိကြတယ်ဒါဟာသူ့မဟေတီရဲ့တကားခောက်တန်ပဲဖြစ်မယ်ဂုဏနာတယောက်ကိုအင်းကြီးကိုလက်ပေါ်တင်လိုက်ပြီးတကားဖွင့်လိုက်တယ်ပြီးတော့မိမိရှိတွေမြင်လိုက်ရတဲ့မရဲ့ပါးပြမမိုးလေးကိုကတ်နှမ်းလိုက်တယ်သွားကြမလားမောင်ဟုတ်သွားတာပေါ့မရဲ့လက်ကိုဆွဲကနှစ်ယောက်သာစားတော့ဆိုင်သို့လိန်ခဲ့ကြတော့တယ်ဆိုင်ရောက်လေတဲ့အခါနှစ်ယောက်သာအထဲသို့ဝင်ခဲ့လေပြီးမထိုင်ပြီးအလုံးမှာတော့မနေအောင်ဘာလို့မလို့ပါလဲဆိုတဲ့အတွေ့နဲ့မတယောက်မထိုင်သေးပဲရက်ကြည့်လိုက်ရချစ်စရာကောင်းနေတဲ့ခေမွန်လေးကသူမရဲ့ထိုင်ကိုတုတ်ပြီးလို့နေလေရဲ့ဟောရှင်ကျမခေမွန်လေးကချစ်စရာလေးတော့ဟုတ်ပါပြီဗျာကဲထိုင်သူတို့ထိုင်ပြီးကြားလိုက်တဲ့အခါအစာတောက်မှာဖို့ဝေတာကိုလက်ပြကခေါ်လိုက်တယ်မီနူးစာအုပ်လေးကိုနှစ်ယောက်သားကြည့်ရင်ဘာစားမလဲမထမင်းနဲ့မြမအမေသားနဲ့ပြီးတော့တို့စရာအစုံကောမှာမယ်ဟုတ်ပါပြီဗျမောင်ရောမောင်ဘာစားမလဲသူမလေးထို့သူဆိုလိုက်ရမောင်ကခက်ညစ်ညစ်ပြုံးလျက်နာနာတူတူကမဟုတ်လေနှစ်ယောက်သားပြုံးမှုနေပုံကြီးကိုဘေးရဝိတာလေးကြည့်လျက်ပြုံးနေတာကြောင့်မရဲ့မျက်နှာလေးဟာအဆက်ပိုနေတယ်မတယောက်အဆက်ပိုနေတာမို့မောင်တော့မစားရတော့ပါဝိတာလေးကိုသာကြည့်၍ထမင်းနှစ်ပွဲအမေသားနှစ်ပွဲပြီးတော့တွစရာစုံနောက်တကဖြိုးရင်နှစ်ခွက်ပေါ့ဟုတ်ကဲ့ခဏတော့စောင့်ပြပါအောင်ဗျချွန်းအမေသားနှစ်လေးကိုခတ်ယူမလို့ရှိသေးတယ်မောင်ကသူ့ခရင်လေးနဲ့သူမရဲ့စုံကိုပုတ်ကဟန်လျက်နေအောင်မောင်အသားဖက်ပေးမယ်ဒီလိုပုံဒီလိုနှစ်ယောက်သာရှိတဲ့ချိန်တွေဆိုဂုဏနာရဲ့စိတ်တွေဟာကြည်နူးနေကမအဖို့အစ်စ်မှလှုပ်ပေးတယ်ရက်ကွလည်းမရဲ့ထမင်းပကံကိုမိမိပဲယူလျက်အမေသားနှစ်ကိုဖက်ခွာပေးနေတယ်โอเคရပါပြီခမမကိုကောင်းတစ်ချက်ညှိပြလိုက်ပြီးထမင်းတစ်လုံးခွန်စားလိုက်တယ်သူမသာပါဇက်တဲ့ထမင်းဝင်သွားတယ်ဘေးရမောင်ကတော့ရှေးပြုံလေးပြုံကမကိုငေးမောနေလျက်သားနှစ်ယောက်သားတယောက်ကိုတယောက်ငေးကြည့်ရင်လည်းပဲတယောက်နဲ့တယောက်အပြန်လာခွန်ကျွေးကစားခဲ့ကြရင်ဘေးပတ်ဝန်းကျင်ဆိုတာမသိခဲ့လေဒီတိုင်အောင်ပဲမောင်ညနေပိုင်းကြာရင်အယောင်းဝန်ထမ်းအလုပ်အင်တာဗျူးရှိတယ်အဲ့ဒါမောင်မေးလုပ်လိုက်တော့နော်မလာတော့ဘူးရပါတယ်နော်ဗျသိချစ်ဖို့ကောင်းနေတာချွဲချွဲပြပြနဲ့ကလေးလေးမကိုပူပူချစ်တတ်အောင်သူကပဲဆွဲဆောင်နေလေရဲ့မတော့သူ့ကိုဆွဲမြဲစွာချစ်နေမိရဲ့ဒီကောင်လေးကိုလက်ထပ်ခွင့်ရတာသူမကံကောင်းလေးတဲ့ဟူသောအတွေးဖြင့်သာမြေမခတယောက်ထိုင်နေရင်အကောင်းမှပြုတ်တက်ခါရုတ်တရက်ဆိုသလိုအာကျင်လာ၍တန်းစင်ကန်ကိုအပြေးလေးသွားခဲ့ရတယ်နေထိုင်လဲကောင်းပြီးအန်နေဆိုတော့သူမလေးလေကိုတန်တရားဝင်သွားပြီဖြစ်တယ်မဟုတ်မှလွေရောကိုဝင်ရှိနေတာပဲဖြစ်မယ်တန်းစင်ကန်တွေကနေသူမလေးထွက်ခဲ့ရင်ဂရီမေးတစ်ဖက်ကိုစောင်းအိမ်နေတဲ့မောက်ကိုကြည့်လိုက်လျက်တကယ်ဆိုမောက်တကငေရွသေးတယ်လွတ်လက်နေသိသေးတယ်အခုသာမိမိအနေနဲ့ကိုဝင်ရှိတယ်ဆိုမောက်တရားဝမ်းသာလိမ့်မလားဝမ်းနေလိမ့်မလားဆိုတာကြိုးမတွေးနိုင်တေချာလေးတာကတော့နှစ်ဦးနှစ်ယောက်ကြားပူခိုင်မြဲတဲ့တန်ရောစင်လေးရောက်ရှိလာဖို့သာမကတော့ဆူတောင်းနေမိတယ်သူမတယောက်ကိုဝင်ရှိမရှိသိလျက်စီးစစ်တန်သွားဝေလိုက်ပြီးစစ်စီလိုက်ရတကယ်ပင်ကိုဝင်ရှိလို့နေပြီဖြစ်တယ်မောင်လို့သူမလေးနှိုးလေတဲ့အခါမောင်တယောက်မျက်လုံးကိုပုတ်တက်ခါထားလိုက်ရင်မောင်ကြီးမောင်အတွက်အထူး surprise ရှိတယ်ဗျာဘာလဲရဲ့မောင်ကသိချင်နေပြီဖြစ်တာကြောင့်မျက်နှာလေးဖြစ်သွားတဲ့အခါမြေမခတယောက်ကြည်နူးစွာပြုံးလျက်နောက်တွင်꿰ထားတဲ့စီးစစ်တံလေးကိုမောင်ကိုထုတ်ပြလိုက်တယ်ဒီမဲစင်ချိုမြင်းနဲ့မတယောက်ပြောလာပြီးစီးစစ်တံလေးကိုပြလိုက်ရဂုဏနာတယောက်ပါဇက်အဟောင်းသာဖြစ်သွားရတယ်သူတို့အောင်းမဲ့တက်ကတီတီကြီးသာထိုင်နေမိတယ်မောင်မပြောဘူးလားဟင်ပြောတာပေါ့မရဲ့မောင်ပြောတာပေါ့မောင်ကိုအမွှားဘူးလေးမွေးပေးနော်မောင်ကတော့မစီကစီးစိမ်တွေကိုအရာယူပြီးကွာရှင်းမှုအထီတောင်စိတ်ကူးထားတဲ့ဂုဏနာလေးဘာကြောင့်ရင်မသိစကုကလေးဖေဖြစ်တော်မူဆိုတော့စိတ်ထဲကိုမြူတူးသွားတယ်
အပြော်တွေလွန်လေလျက်မောင်ကိုတဆွတ်ဆွတ်နဲ့နမ်းဆိုင်ရင်မတယောက်လေမောင်ပြုံးနေတဲ့အတူမောင်ရဲ့လှောင်းရိပ်လေးအောင်မှာမွေးဖွားလာတော့မဲ့ကလေးလေးအတွက်စိတ်အေးသွားတော့တယ်ဟယ်လိုတာကြီးအေးငါမင်းနဲ့တွေ့ချင်လို့ပါကွအေးအဲ့ဒါဆိုငါတီနီယာပို့လိုက်မယ်ဟုတ်ပြီလားโอเคကွာโอเคဂௌတနာတရားတခုခုဆိုပြေးတိုင်မယ်လေးရှိတဲ့ကျုကကိုဖုံးလက်ဆက်လျက်သူဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေကိုကျုကစီပြောပြဖို့ရာဆိုင်တဆိုင်သူလှမ်းချိန်လိုက်တယ်သူထုဆိုင်သူရောက်သွားလေတဲ့အခါဆရာသမားကအရေရောက်နေလေကသူ့ကိုလက်ပြ၍ခေါ်တယ်ရှောင်းနေတာကြပြီလားကျုကတရားဖြိုရည်တောင်မှားသားလို့ပြီးပြီဆိုတော့ဂௌတနာလည်းစကားအစပြုတ်လျက်မေးလိုက်ရကျုကတရားလက်ဝါးနှစ်ခုကိုအပေါ်မြောက်ဖြတ်လျက်ပခုံးတစ်ချက်တွန်းလိုက်တယ်ကြာပြီကဲပြောပါအောင်အကြောင်းရင်းလေးဒီလိုကွာငါပြောပြမယ်အေးဂௌတနာတယောက်ကတော့စကားပြောတော့မိဟန်ပြနေရကျုကကလည်းလုပ်ငန်းသဘောအရာတေချာအာယုံစူးဆိုင်နားဆွနေတယ်ငါရဲ့မမကိုဝင်ရှိနေပြီအေးကောင်းတာဟိုက်ဘလို့ကိုဝန်ဟုတ်လားဟူအေးကွာဂௌတနာရမင်းရတော့ဂௌတနာတယောက်လေးလာစွာပဲတက်ပြည့်တစ်ချက်ချလိုက်ရင်စိတ်ဖေပြောက်တဲ့သဘောမျိုးနဲ့မျက်နှာကိုလက်ပွားနှစ်ခုအပ်လိုက်ကအပေါ်သို့မော်လိုက်ရင်ဒီချိန်မှာသူဖြစ်ပေါ်နေတဲ့ခက်စားချက်ကကိုရီးယားကားတွေတဲ့ကဲ့သို့အားဆိုပြီးတော့အကြက်ကြီးအပြစ်ချင်နေခြင်းပဲဂျိုကာကတော့သူ့ကိုအတိုင်းသားသာထိုင်ကြည့်နေတယ်ဂျိုကာလည်းကြည့်နေအောင်ပဲတတ်နိုင်တယ်မဟုတ်လားဒါပေမဲ့ငါပြောတဲ့သားကြီးဟာဖြည်းဖြည်းလောက်ပါကွာလန့်တာစပွဲကိုပေါ်လေသူပြောလာပြီးအစောကမဲ့ရွယ်နေတဲ့သူ့မျက်နှာကတောက်ပါနေတယ်ငါတော့လေမင်းရဲ့မကိုတကယ်ချစ်နေတာလို့ထင်တယ်ဝိုင်းသူအခါမိမိစကားကိုစောင့်နေတဲ့ကောင်းနာကိုဂျိုကာတယောက်ဆရာကြကြပြစပင်တစ်ချက်တက်လိုက်ပြီးမှမင်းလေငွေချူမေသားပြောတာမင်းရဲ့မစီကတပြားတစ်ချမ်းမှမတောင်းဘူးသေးဘူးမလားပြီးတော့ငွေချူစားတဲ့ပိုင်းလောက်ကောင်တွေကမင်းလိုလောမတုံဘူးကွအုံနောက်ပဲတုံပြီးလှိမ့်စားတာဒါဆိုငါမစီကနေချူစားဖို့ပဲကြံခဲ့တာတကယ်အကောင့်ထဲမဖော်ခဲ့ဘူးပေါ့အေးပေါ့အဲ့လိုပဲပြောရမှာပေါ့ဂျိုကာတူတူပြောလေတော့မှသူလည်းလက်ခံတယ်လို့အနေထားနဲ့ခေါင်းတစ်ဆက်ဆက်ညင်ရင်ရှေ့လျှောက်သူချစ်လေတဲ့မစီကစီစိမ်တွေယူမဲဆိုတဲ့အတွေးဆိုကြီးကိုတိမ်မောင်းချေပစ်လိုက်တယ်အဲ့ဒီလိုကြာစီခဲလေတဲ့အတွက်သူတယောက်နောင်တရနေပြီဖြစ်တယ်ရှေ့လျှောက်မှာတော့မကိုတီးထက်မကချစ်ပြီးရင်မနဲ့အတူတပွားလုံးလက်တွဲသားလိမ့်မည်ဖြစ်ကတာလားမိမိလားမသိသေးတဲ့ကလေးလေးကိုအကောင်းဆုံးပြုစုသွားလိမ့်မည်ဟုစိတ်ပိုင်းဖြတ်လိုက်တော့တယ်ကဲကျူကငါလည်းပြန်တော့မယ်ကွာအေးပါကွဂုဏနာတယောက်ကျူကာကိုအိမ်ပြန်ပို့လိုက်ပြီးနောက်သူလည်းပဲအိမ်ပြန်တော့မည်ဖြစ်တယ်သူတယောက်ရဲ့ရှင်ထဲမှာရက်ကူးဆိုလျက်နောင်နာရစွာဖြင့်ရှိနေလေပြီးအိမ်ရောက်ချင်းမကိုတောင်းမှမြင်ဟုသောအတွေ့နဲ့ကားကိုမောင်းပြန်နေတော့တယ်ဟာမိုးကလည်းကွာတော်တော်တဲနေပါလားလမ်းကိုမမြင်ရဘူးဂုဏနာတယောက်မိုးပြင်းလေပြင်းကြီးနဲ့မိလေကကာမပေါ်မိုးရည်တွေအဆက်မပြတ်တင်နေတာကြောင့်လမ်းပင်မမြင်ရရှေ့ကမိုးရည်ဖေရှားတဲ့တုတ်ချောင်းလေးတစ်ခုကလည်းခက်မှန်မှအလုံးလုံးနေတယ်သူကားကိုဆက်ထားရမှကာဆက်ပြန်နှုတ်လိုက်ပြီးတပိုင်းတစားမြင်ရတဲ့လမ်းကိုကားထူတာမှောင်းလိုက်တယ်ဟိုမတော့ငါ့ကိုမျောနေတော့မှာပဲမစီကိုလည်းသူဖုံးဆက်ချင်တာကြောင့်ဖုံးလေးကိုဖွင့်ချလိုက်ရဖုံးလေးကလိုင်းမမိတဲ့နေရာရှောင်နေတော့တယ်ပြက်တရာဒီနေ့ဟာတကယ်ကိုကြိုးစိုးဝင်တဲ့နေ့အလားလမ်းကိုလည်းမမြင်ရဖုံးဆက်တော်မေဆိုတော့လေလိုင်းကမမိစိတ်ပြက်လက်ပြက်နဲ့တက်ပြန်ချရင်စိတ်မရှိစွာပြကားကိုအစိတ်တည်းမှောင်းလိုက်တော့တယ်ရှုပ်တရက်ဆိုသလိုသူဟာရှေ့တွေကတစ်ပင်ကိုမြင်လိုက်တယ်သူ့ပေမဲ့သူဟာအစိတ်ထိရွေမရကားဟာကျွီးဆိုတဲ့ပရိတ်ဥဒ္ဒန်နဲ့အတူလဲထွက်သွားကတစ်ပင်ကိုဘေးစာဝင်ကျုံမိသွားတယ်အမလေးဗျာသူ့ခန္ဓာကိုယ်ဟာလှုပ်ရမရခြေတော်ညံ့နေတဲ့ဖြစ်တဲ့အတွက်အောက်ပိုင်းစီကအရက်စူးကျင်နေတဲ့နာကျင်မှုကြီးကြောင့်လူဟာခက်ပြက်ပြက်လေးမျောနေစားတယ်ပါဇက်ကတော့ညင်းညူအော်ဟစ်နေမိတယ်ဟာကားအထက်စံသားစီကစီးကြလာတဲ့သွေးဆက်ပေါင်းများသူဟာလက်ပြတ်ထိလိုက်ရင်ကြည်လိုက်ချိန်ပါမိမိဟာကားတကားနဲ့စောင်းမိ၍ခေါင်းပေါက်သွားမှသိလိုက်တယ်ပြင်းထန်နေတဲ့မိုးသည်တွေကြောင့်သူဟာပဝန်းကျင်ကိုကြည့်ပေမဲ့တအူတယောက်များမရှိသူ့ဦးကောင်းဟာလည်းတရရိပ်နဲ့မူးမရွေလာပါတော့တယ်လက်နှစ်ဖက်ပြက်ချချလဲနေတဲ့ဦးကောင်းကိုသူကရင်မူးလိုက်တာကွာမရေမရေမောင်မကိုတွေးချင်နေတယ်ဗျမောင်မကိုတွေးချင်နေတယ်မောင်ရှင်းပြစရာတွေလည်းရှိတယ်ဘလောက်ချစ်တယ်ဆိုတဲ့အကြောင်းတွေလည်းပြောပြဖို့မောင်စာရီစင်ထားတယ်မရဲ့မောင်မကိုအရင်တွေးချင်နေတယ်စိတ်ပြက်လက်ပြက်နဲ့တေတော်မြလူတယောက်အလားရှင်လေးကခန်းစားချက်တွေကိုရှေ့ရွနေကသိမကြလေပဲသူဟာအသိစိတ်လွတ်သွားပြီဖြစ်တယ်မိုးတဲ့တွေအကြရက်တန့်သွားတဲ့အသိစိတ်နဲ့တနာစရာဒီကောင်းလေးကုရကရလူဟု၍
တအူတယောက်များမရှိသေးသူကောင်းမှသွေးတွေဟာနောက်ကုံကိုရွှဲဆူနေအောင်ထွက်လို့နေတယ်သိကြတယ်ဒီတိုင်းသာဆိုသူတည်သွားဖို့သာကုံနနာတယောက်ထွက်သွားလေတာကြားလိပြီဖြစ်တာကြောင့်ပြန်မရောက်သေးပဲညှို့နေတဲ့မြေမခအခါတိုင်းမှာလဲသူမှမျောတတ်ပေမဲ့ဒီတကားတော့မတူပါသူမရင်နဲ့လေးလေးပေမဲ့နဲ့မောနေတယ်လို့ဖြစ်နေတယ်မိုးကလည်းတအားဖြစ်နေတော့မောင်တယောက်အဆင်ပြေပါမလားဆိုတဲ့အတွင်းနဲ့ရှောင်းလဲလဲဖြစ်နေတော့တယ်ထိုစင်ထိုင်းနေရမှာကနာမငိန်ဟိုကြည့်တီကြည့်နေလေတာမြေမခကိုအိမ်မောကဆင်းလာတဲ့နှိုင်းမခမြင်သွားကမမဘာဖြစ်နေရလဲကြည်အောင်ဒီလောက်အေးနေတာကိုချွေးတွေတန်နေနဲ့နိုင်မမမောင်ကိုဖုန်းခေါ်လည်းမရဘူးဟာ तू ကဘယ်သွားတာလဲမမကိုစိတ်ပူစေတဲ့ထို့ကောင်ကိုဒေါသဖြစ်သွားဟန်ဖြင့်မျက်မှောက်တစ်ချက်ကျုံလျက် तू မေးလိုက်တယ်တငယ်ချင်းအိမ်နဲ့မမလေးဒီနေ့စိတ်တွေအရန်ထွေနေတာပြီးတော့မောနေတယ်ဟာဗျာအဲ့လောက်လဲစိတ်မပူပါနဲ့မိုးပြင်းနေလို့တနေ့ရမိုးကိုနေတာဖြစ်မှာပါနေအောင်နိုင်ဖုန်းခေါ်ပေးမယ်ဖုန်းခေါ်တော့ညာမကိုင်းနိုင်တယောက်ဘာတွေလုပ်နေလို့ဖုန်းမကိုင်းတာလဲအတွင်းနဲ့ကျွတ်တစ်ချက်စောက်သက်ရင်ထပ်ခေါ်လိုက်တယ်ဒီတခါမှတော့ဖုန်းကိုင်းလေတယ်ဟေးခမရဘယ်ရောက်နေရလဲဒီမှာကြုံမှအခုဟာဘာတူလဲပြကျွန်တော်တို့ဘယ်ကိုလာခဲ့ရမလဲမျက်လုံးပြူနေကစိတ်ပူသွားဟန်ရှိတဲ့နှမ်းကြောင့်မြေမကတယောက်ပိုရေးပူပန်သွားတယ်မျက်နှာလေးညှိုးခေသွားကမျက်ရည်စာလေးတွေတုပ်ရင်နိုင်ဖုံပြောအပြေကိုစောင့်နေတော့တယ်ဟုတ်ကဲ့ပါဗျဟုတ်ကဲ့ပါနိုင်တယောက်ဖုံးချလိုက်ကမတုံမလောက်တီကြီးသွေးပြက်စွာရှက်နေတယ်ထို့အခါမြေမခကသူ့လက်မောင်းလေးကိုကင်လှုပ်လျက်ပါတယ်လေနိုင်မမမင်းနေတယ်လေပါတယ်လေလို့မောင်တခုအိုးလွဲပါစေဖေးပါစေဘယ်လိုနိုင်ဟုတ်တယ်သူကားစီတန်းဖြစ်လို့ဆေးရုံကိုလိုက်လာခဲ့ပါတဲ့မဟုတ်ရဘူးသူဘာမှမဖြစ်ရဘူးနိုင်မမတို့လိုက်သွားရအောင်နော်နိုင်စိတ်အေးထားမမစိတ်ကိုအတတ်နိုင်ဆုံးအေးထားနိုင်ယူတရားရှိတာပြင်အောင်မယ်မမဒီမှာအေးစစ်စစ်စောင့်နေနိုင်တယောက်အပေါ်တက်သွားလိမ့်ပြီခဏကြာမှအထုပ်တစ်ခုကိုဆွဲကအောက်သို့ဆင်းလာခဲ့တယ်သူဟာပကုံးပေါ်တင်ထားတဲ့မမဖြစ်သူရဲ့အနှွေးတွေကိုမမအားပေးလျက်ဝတ်ခိုင်းလိုက်တယ်သွားစုမမသူတို့နှစ်ယောက်လည်းဂုဏနာတယောက်ဘာမှမဖြစ်ပါစေနဲ့ဟုသာပါဇက်မှာရှိယောဂဆွတောင်းရင်စီရင်ကိုမောင်းနေတော့တယ်နောက်နေ့မနက်9 နာရီအော်ပရေရှင်းအခန်းကြီးရဲ့အရှိမြေမခနိုင်မခနဲ့ဂျူကာတို့စောင့်ချက်ပေးနေကဂျူကာတယောက်လည်းမနေ့ကသူနဲ့ဂုဏနာတို့တွေ့ခဲ့စဉ်ကဂုဏနာပြောသွားလေတဲ့အကြောင်းကိုမြေမခအားပြောပြလို့နေတယ်အခြေအနေမဟန်နဲ့မောက်အခြေအနေကြောင့်မြေမခတယောက်ကတော့ပူထူနေလေကစိုက်ကြီးတငယ်နဲ့သာငိုနေလျက်အားလုံးဟာမျက်နှာမကောင်းနေကြကအော်ပရေရှင်းအခန်းကြီးထဲမှာလဲသူနာပြုဆရာမတွေအပြေအလွှာဝင်ထွက်လို့နေလေတော့တယ်အခြေအနေကစိုးရိမ်စရာဆိုတာခဏလာပြောသလိုပဲမောင်ကလေးလေးမွေးဖွားတဲ့အခါကျရင်မောင်ရှိမှဖြစ်မှာမို့မောင်တေချာပေါက်ပြန်လာပါမောင်မအနာကိုပြန်လာပါနော်မအပေါ်မောင်ကြံစီခဲ့တာတွေတက်မောင်တောင်းမှလဲပါမလေးမောင်ပေါ်ခွင့်လွတ်ပါတယ်ဆိုပြီးပြောချင်လို့ပါမောင်ရဲ့မမစိတ်ထိတ်မအောင်များမမလည်းမပေါ်မပါချင်နေဟာနော်ဆရာဝန်တွေအကောင်ဆုံးကြိုးစားနေတာပဲနိုင်မခတယောက်ထူထူပြောနေချိန်မှာလဲအော်ပရေရှင်းအခန်းတကားဟာပွင့်လို့လာလေလျက်ခွဲစိတ်ဆရာဝန်ကြီးထွက်လို့လာတယ်ဆရာဝန်ကြီးကဝမ်းနေပါတယ်ဆိုတဲ့မျက်နှာထားနဲ့စိတ်မကောင်းဖြစ်နေတဲ့အကြည့်တွေနဲ့သူမတို့စီကြည့်နေကခေါင်းကိုရှမ်းပြ၍လာတယ်မတယောက်အသက်ရှူရပင်ကြက်လာ၍မျက်ရည်စားတွေတွင်စီးဆင်းလာရဲ့မောင်ဘာမှမဖြစ်ရဘူးမောင်ဘာမှမဖြစ်ရဘူးမောင်သူမဟာမျက်ရည်စားတွေကြောင့်ခဝဝမြက်လိုက်ရတဲ့မောင်ရှိရာကိုအတန်ကောင်အော်ဟစ်ရင်တန်းတာလာဖြင့်ခေါ်ပစ်လိုက်တော့တယ်ဟေးတာမပြေးနဲ့လေလဲကြမယ်လို့ဟေးကြည်စမ်းပါအောင်မသားလေးကစော့တာလွန်းလို့အေးဟေး3 နှစ်ပဲရှိသေးတယ်3 နှစ်သားဆွဲကလေးလေးရဲ့ကျင်းလေးအောင်စော့ပြင်းနေလိမ့်မို့ဒီကလေးလေးဟာဖအေးတူသားလေးလို့ပြောရမယ်အပြုံချွလေးနဲ့ချစ်စရာမျက်နှာကလေးကိုပိုင်ဆိုင်ထားတယ်မြေမခနဲ့နှိုင်းမခတော့ဒီကလေးလေးကိုပဲပြုစုပြထောင်ရင်ပျော်ရွှင်နေရတယ်ဟေးလဲပြီကြည့်မြေမခတယောက်သားလေးစီကိုပြေးထူလိုက်ကတင်မလေးကိုဖုန်ခါပေးလျက်ဒီသားနေတော့တကယ်မလွယ်ဘူးမေရှင်း3 နှစ်အရွယ်ပဲရှောက်ပြီးစတော့စကားကိုမပိတပီပြောတတ်လေပြီမြေမခရဲ့ပါလေးကိုသားလေးကကတ်နန်းလာလျက်ချူချင်းချားချင်းရုပ်မိသားလေးက
ချွေချစ်စားကြလို့မိမိကိုဖားနေတာပေါ့လေဟုတ်တယ်မွတ်အသေးရစရာကောင်းလို့နဲ့တားငယ်လေးမြေမခတယောက်ပါပေါမောင်အေးလေးကိုတဆွဆွပွန်းနေတဲ့ဦးလေးဖြစ်သူစီကိုကလေးထည့်ပေးလိုက်တယ်သူမကတော့ကလေးဖို့ချွေချင်းဖောက်ပေးနေတယ်ရော့ရှင်စားပါရှင်စားပါရှေ့ရေချားမယ်ကွာချားမယ်လက်သေးသေးတွေ့လေးနဲ့ပိုင်လုံးချွေချင်းလေးကိုစုပ်ကန်ကလေးတဘာဝလူချနာရလို့ပြောနေတဲ့ဒီကလေးသူလေးရဲ့ပြုံလေးတွေဝေ့လိုက်တိုင်းခွက်ဝင်သွားတဲ့ပချိုက်လေးကလည်းအဖေဖြစ်သူနဲ့တထရတယ်ပင်ကြည့်ပါအောင်ဘယ်လိုကြည့်မောင်နဲ့တထရတယ်ထို့သောပြောလိုက်ရင်ရှင်နေရမောင်ကိုတတိယသွားကမျက်ရည်စာလေးတွေစွတ်တုဆက်တက်လွှတ်ချမိသွားတယ်နိုင်မခါကတော့အမပြစ်သူဒီလိုပြောလာတော့သူမလေးရဲ့ပကုံးကိုဖက်ခါနှစ်သိမ့်နေစားတယ်သားလေးဖေဖေသာခုရှိနေရင်တိတ်ကောင်းမှာပဲနှိုင်းရဲ့မမရဲ့စိတ်နဲ့ဖြေပါအင်ဘောဒီလိုပါပဲမြေမခတယောက်စိတ်ဖြစ်သေးလိုက်ရင်တက်ပြင်းတစ်ချက်ချမိသွားတယ်နှိုင်းကတော့မမကိုဂယုဏသက်စာကြည့်လျက်အချိန်တန်ရင်တော့စုံရမှာပါမမရဲ့မျက်နှာလေးချလိုက်ခါဝမ်းနဲ့စွာချလာတဲ့မြေရည်စားတွေကိုဘာမှမဖြစ်တယ်လို့မြေမခတယောက်ပုတ်ထုတ်လိုက်ရင်သူမလေးမျက်လုံးပြန်ပွင့်လိုက်ချိန်သားလေးစီကြည့်လိုက်တော့သားလေးဟာမရှိတော့ဟိုက်သားလေးရောသားဒီနေဆွဲသားရေဒီနေဆွဲရေသားရှာပါအောင်နိုင်သားလေးကိုရှာပါအောင်ဟောဘယ်ရောက်သွားတာပါလဲသူတို့ခဏလေးမကြည့်မိတဲ့အချိန်တော်တွင်မှာသားလေးဟာသူတို့မျက်လုံးအောက်ကနေမရှိလေတော့ပါမြေမခတယောက်အပူတပြင်းနဲ့အိမ်ထဲသို့ပြေးဝင်ကြည့်တော့တယ်ဒီနေဆွဲရဲ့ဖေဖေဖြစ်သူဂုဏနာတယောက်တေသွားသည်လားထင်မိပေလိမ့်မယ်တကယ်တော့မဟုတ်ပါဘူးဂုဏနာတယောက်ကံကောင်းထောက်မှစွာဖြင့်ခွေးကနေမှမြေမခအတန်လေးကိုကြားလိုက်ရကထူးဆန်းစွာနှလုံးပြက်ခုန်လာကတေပေးမှလွတ်ခဲ့တယ်အဲ့ဒီနောက်မှာတော့သူဟာငါလာအနားစုခဲ့ကမြေမခကိုကူညီဖို့အိမ်နာဦးစီကောင်းတယောက်ဖြစ်ဖို့နိုင်ငံသားတွင်စီးပွားစီမံကြောင်းသွားတန်နေခဲ့ခြင်းဖြစ်တယ်ဟေးနိုင်မတွေ့ဘူးလားမောက်ကလေးလေးကိုမြေမခတယောက်အလင်းစလိုပြန်ထွက်လာကနိုင်ကိုပြောလိုက်ခြင်းကြောက်ပန်းမင်ကြီးနောက်မှာမောင်နဲ့သားလေးကထွက်ပေါ်လာတယ်မောင်တကယ်ပဲမောင်လားဟင်မောင်သားလေးကိုပွေချထားတဲ့မောင်ကိုသူ့မလေးဝမ်းသာလုံးစွတ်သွားတဲ့ပုံစံလေးဖြင့်လှမ်းမိလိုက်တယ်မရဲ့မောင်ဟုတ်ရလားဆိုတာအနာကပ်ပြီးစစ်ဆေးကြည့်လေလက်ကလေးကိုစားတော့ကသူ့ရင်ဝင်ထဲကိုလှထွေးပွေဖို့ကမ်းပေးလာလျာမြေမခတယောက်အချိန်ပင်မဆွဲတော့ပဲအလွမ်းနေနဲ့မောင်ကိုထွေးပွေလိုက်တယ်မေဖေဖေကသားကိုဓာလေးပေးတယ်မပေးတပီနဲ့ဒီကလေးလေးသူ့အဖေနဲ့ပွေကောခဏပြောရတော့အဖေဖြစ်သူကိုစိမ့်သက်မနေပါဖေဖေသားလေးကတော်လိုက်တာကြည်စံဖေကိုမှုမွေပေးတတ်နေတယ်ပေါ့ကြည်လေမောင်သားကမောင်နဲ့တူတာရုပ်ကဆက်ဖြည်းနဲ့ကေနိုင်ရတော့အိမ်လေးကစောင့်နေတော့မယ်ခမည်းလေးတို့တွေအလွမ်းပြေချဟုတ်ပြီလားနိုင်မခအထဲဝင်သွားလေတော့ဂုဏနာတယောက်ကလေးတစ်ဖက်နဲ့မရဲ့ခါကိုပါလျက်တစ်ဖက်ကဆွဲဖက်လိုက်တယ်ပြီးတဲ့နောက်မရဲ့နှစ်ဖူးလေးကိုကတ်နန်းလျက်ချစ်တယ်မောင်မိမငုံမဲနဲ့ဖေဖေပြစ်သူကိုခေါ်နေတဲ့ဒီနေဆွဲလေးဂုဏနာတယောက်သားလေးရဲ့မျက်နှာလေးကိုကြည့်လျက်ဖေဖေသားဘာပြစ်တာတော့ကွာသားကိုကြတော့ချစ်ဘူးလားတကယ်စကားတက်ပလိပလာကလေးနှက်ခမ်းလေးစုကချွေးနေပုံကိုကြည့်ပြီးဂုဏနာတယောက်ကြည်နူးစွာပြုံးရမိသွားတယ်ဖြေလိုက်လေကလေးကစောင့်နေတာကောဟုတ်ပါပြီကွာဖေဖေကတဒီနေဆွဲလေးကိုရောမေမြေမခလေးကိုရောအရန်ချစ်ပါတယ်ဗျာရှေးလူအော်ကအကိုစင်လျက်သူလေးပြောနေကြတဲ့အတိုင်းခုံစွာနဲ့လှုပ်ပြနေတယ်ပြီးတဲ့နောက်မှာတော့ဒီနေဆွဲလေးကခုံစွနေရမှာမေပြစ်သူနဲ့ဖေပြစ်သူကိုကြည်လျက်ဖေမေရှင်ဗျာတာညီမလေးလိုချင်တယ်ဒီကလေးမြေမခတရားအဆက်သေးတာကဒီနေဆွဲလေးကိုနှုတ်ခမ်းကြိုက်ပြလိုက်ရဂုဏနာကသူမလေးရဲ့ခါကိုခက်တဲ့နဲ့ဖက်လျက်ဟုတ်သားမောင်သားလေးတယောက်တည်းပြင်းနေရှာမှာပြီးတော့မောင်လေးမစားရတာကြာပြီဆိုတော့ဒီကောင်လေးတော့ကဲဟာအဆက်ဘူကလက်မောင်းကိုမပြစ်သူကစိုက်ထူလာလေတာကြောင့်ဂုဏနာတယောက်အိမ်ထဲဝင်ပြေးလျာမကလည်းနောက်ကလိုက်သားလေးကလည်းမေဖြစ်သူနောက်ကိုပြေးလိုက်နဲ့ဒီမိသားစုလေးနေထိုင်တဲ့ဒီအိမ်ကလေးဟာပြုံးရည်တန်တော်နဲ့ပြင်းနှက်သွားလေတော့တယ်ပရိသတ်များရှင်ပရိသတ်ကြီးအခုနားဆင်ကြရတဲ့အချစ်ဇလန်းလေးကတော့စာရေးသူတုံရေးသားထားတဲ့ရှေ့ကျန်းနဲ့မောင်ဆိုတဲ့ဇလန်းလေးရဲ့အစအစကိုနားဆင်ကြရတာပဲဖြစ်ပါတယ်ရှင်ဟုတ်ကဲ့ပါရှင်နောက်ရက်တွေမှာလည်းကျမတို့ရဲ့ channel လေးကနေစိတ်ဝင်စားစရာအချစ်ဇလန်းကောင်းလေးတွေကိုများစွာတင်ဆက်ပေးသွားအောင်မှာမို့စောင့်မျှော်ပြီးနားဆင်အားပေးကြပါအောင်ရှင်နားဆင်အားပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုစိတ်ချမ်းသာခြင်း
ကိုကြီးကျမချင်းနဲ့ပြည့်စုံကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ရှင်အားလုံးကိုကျေးဇူးတင်ပါ